ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ဆွဆွအန်တာတိတ်မဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ညီမလေးမမိုရေးသားထားတဲ့ချစ်ချင်းတို့ရဲ့မိုးကောင်းကင်ဆိုတဲ့အချစ်ဇလတ်အပိုင်းနှစ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလတ်လေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့မေတ္တာရက်ခံပါစေရှင်။ဟုတ်လား။အဲ့ဒါဆိုလေလေသူတို့အဲ့အခန်းငါးဖို့အဆင်ပြေသွားအောင်မမေကြည့်လို့ပေးလိုက်ပါအောင်ရ။ဒါပေမဲ့အဲ့အခန်းပိုင်ရှင်ကအန်ကယ်ဆိုတာကိုလေအဲ့ကောင်မသိစီနဲ့နော်အေးအဲ့ဒါဆိုဒါပဲအန်ကယ်ဖုန်းချလိုက်ပြီးဦးမိုးကျော်သူဖုန်းကိုပိတ်လိုက်ပြီးတော့သူ့ရဲ့ဘေးမှာထိုင်ရင် Facebook ကြည့်နေတဲ့ဇနီးဖြစ်သူကိုကြည့်ပြီးတော့မင်းသားလေးအခုဘာလုပ်နေရထင်လဲတားလားအခုဘာဖြစ်လို့လဲကိုလွန်ခဲ့တဲ့6လလောက်ကကိုရန်ကင်းရလေကွန်တိုမှာမင်းကြီးတဲ့တခန်းဝဲထားတာမေလေးသိရမလားသိရလေအဲ့နာလေးကအချက်ကြလို့မိတော်အခန်းလေးကိုသဘောကျတယ်လို့တောင်ပြောခဲ့သေးတာအေးအခုအဲ့အခန်းကိုလေမင်းသားကမျက်စိကျပြီးတော့ငှားဖို့လုပ်နေတယ်အဲ့အခန်းပိုင်ရှင်ကကိုဆိုတာကိုလေမင်းသားကမသိဘူးသားအဲ့အခန်းကိုဘာလုပ်ဖို့လဲမိသားကအဲ့ဘေးနာတွဲလျက်အခန်းကိုငှားပြီးတော့ e-sport ဂိမ်းဆိုင်ဖွင့်ထားရလေသားလားအေးဖွင့်တာသိမကြသေးဘူးတပတ်လောက်ပဲရှိသေးတာဒါပေမဲ့မင်းသားအပေါင်းတင်ခန့်များဆိုတော့စိုင်မာလာဆိုတဲ့လူငယ်တွေကအပြည့်ပဲကြည်ရတာအောင်မြင်သွားတဲ့ပုံပဲကွာအဲ့တော့မိသားကအဲ့ဘေးကကို့အခန်းမှာမျက်စိကျပြီးတော့တစ်ဆက်တည်းတွဲပြီးတော့စနပ်ဘာတစ်ခုဖွင့်ဖို့လုပ်နေတာကိုကလည်းအဲ့ဒါများတားကိုအဲ့အခန်းလေးပေးလိုက်တာမဟုတ်ဘူးကိုပဲတားကိုအလုံးနဲ့ကင်နဲ့ဖြစ်စေချင်နေပြီးတော့အခုတားအလုပ်လုပ်တော့လေကိုကသစိမ်းတယောက်လို့အခန်းကားကောင်ပတ်စံယူအောင်မလို့လားဟာကိုကအဲ့အကောင်ကိုလေအဲ့အခန်းမင်းယူလိုက်လို့ပေးလိုက်ရင်မင်းသားယူမယ်ထင်လို့လားကိုသားမာနာအကြောင်းလေးလေကိုမသိတာမဟုတ်ဘူးအခုသူလုံးနေရတွေတောင်လေမင်းရောကိုရောအတိပေးရမှာမဟုတ်တာသူမိန်းမတမီးအိုးအိုတောင်မှလေတီကျင်မတီမကိုတို့တွေနည်းနည်းလောက်ထပ်ပြီးတော့စောင့်ကြည့်ကြတာပေါ့ကွာနော်ရှင်တို့သားဖတွေရဲ့စိတ်ကိုတော့လေမေးဖြင့်လေလိုက်လို့ကိုမမြေတော့သိလားအိုးသမီးလေးအတွက်ဆွဲတာလေးထိုးနေရင်နိုင်ကိုလှမ်းကြည့်တော့ညနေ6 နာရီအောင်ထိုးတော့မေးအခုတော်တော်လေးမိုးသားတယောက်ဘာတွေလုပ်နေလဲမသိဘူးမနဲ့အိမ်ကထွက်သွားလိုက်တာညနေဆောင်မှပြန်လာရင်ဘယ်တွေသွားပြီးတော့ဘာတွေလုပ်နေလဲမသိပါဘူးဒီလိုနဲ့တွေးနေရင်ကြွေးဆိုပြီးတော့တကားဖွင့်တန်ကြားလို့လှည့်ကြည့်တော့အခန်းထဲဝင်လာတဲ့မိုးသားပေါ့မိုးသားရဲ့ပုံစံကလည်းအလုံးလုံးပြီးပြန်လာတယ်လို့မျိုးမောပန်းနွမ်းလျာနေတာပေါ့လွယ်ထားတဲ့လွယ်အိတ်ကိုစပွဲပေါ်ပြစ်တင်လိုက်ပြီးအိုးတို့အိယာပေါ်ကိုလေကက်လက်ဖြက်ကြီးကိုလှည့်ချလိုက်တာပင်ပန်းလိုက်တာကွာအိုးလက်ထဲမှာထိုးလက်စာဆွဲတာလေးကိုခဏထားပြီးတော့မိုးသားပြီးအိယာပေါ်ဝင်ချလိုက်တဲ့မိုးသားကလည်းအိုးပေါင်ပေါ်လေးခေါင်းတင်လိုက်ပြီးဘိုင်လေးကိုမျက်နှာနဲ့ပုတ်တိပုတ်သက်လုံနေရပေါ့မွေးလိုက်တာအိုးရနင့်ကိုလေးရလေးခလေးလေးလိုအနှံလေးအမောကိုပြေးသွားတာပဲသမီးရေဖေရောက်လာပြီဖေကိုစကားပြောပါအောင်ကွာအိုးရဲ့ဘိုင်လေးပေါ်လက်ကလေးတင်းပြီးမိုးသားပြောတော့အထေကသမီးလေးကလည်းချက်ချင်းဘိုက်ကိုတိုးရတာပေါ့ဟာဖေသမီးလေးကလေတနေ့ကုန်မမေနေပဲနေနေရတော့ဖေကိုလွမ်းနေရဟုတ်လားမိုးသားကအပြင်ကနေစကားတွေပြောလိုက်ဘိုက်ထီကသမီးလေးကလည်းတိုးလိုက်နဲ့တာဖာနှစ်ယောက်လေးရဲ့အပြန်လည်စကားတွေပြောနေကြတာကိုအိုးကလေပြုံးပြီးပဲကြည့်နေမိတာပေါ့သမီးလေးအပေါ်မိုးသားချစ်နေပုံကိုကြည့်ပြီးမိုးသားတယောက်လေးခလေးတော်တော်ချစ်တတ်ပါလားဆိုတော့အိုးကလည်းသိလာရတယ်ညာရီဆိုလဲလေအိုးအိတ်နေပြီးထင်းပြီးအိုးရဲ့ဘိုင်လေးကိုကိုင်းနေသမီးလေးကိုဆက်ဆချင်းတော့ကမကြိုဆိုခဲ့မိလို့ဆိုပြီးတော့တောင်းပန်စကားတွေပြောတတ်သေးတာပေါ့အရင်ကဘလို့ပဲဖြစ်ခဲ့အခုချိန်မှလေမိုးသားကသမီးလေးကိုအရန်ချစ်တာမို့အိုးကလည်းကျင်းနေရတယ်မိုးသားဒီနေရောလေညီတို့နဲ့သွားတွေ့ရပေးလားယင်ဘာဖြစ်လို့လဲဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့အခုတလောလေနင်တို့နဲ့သွားတွေ့ပြီးနေပုံစံကအလုပ်လုပ်ပြီးတော့ပြန်လာတဲ့သူမျိုးမောပန်းနွမ်းနေနေရဲ့လေပုံပေါက်နေလို့မေးကြည့်တာပါတော်သေးတာပေါ့နင်ငါ့ကိုသတိထားမိသေးလို့ငါမှလေပြောပြချင်လို့ငါမိမဘယ်တော့မှမေးမလဲဆိုပြီးတော့စောင့်နေတာမိုးသားစီမှာငါမိမဆိုတဲ့အပြောကြောင့်အိုးဟာမျက်နာလေးရှက်သွေးရောင်လွှမ်းသွားရတာပေါ့မပြောပြခင်နင့်ကိုပေးစရာရှိတယ်ခဏလေးမိုးသားကလည်းပြောဆူဆူနဲ့အိယာမှာထားလိုက်ပြီးခုနကစပွဲပေါ်သူပြစ်တင်လိုက်တဲ့အိတ်ထဲမှာတစ်ခုခုကိုထုတ်နေတယ်ပြီးတော့အိုးနဲ့မျက်နှာချင်းဆိုင်ဝင်ထားလိုက်ပြီးအိုးလက်ထဲကိုလေဂရီဘာဘူးလေးထည့်ပေးတာပေါ့မိုးသားဒါသိချင်ဖွင့်ကြည့်လေအိုးဖွင့်ကြည့်ရောလေအထဲမှာအယောင်တလက်တောက်ပနေတဲ့ရောင်စုံကြောက်လေးတွေနဲ့ပုံဖော်ထားတဲ့လိပ်ပြာဆွဲကြိုးလေးပေါ့တွေးကြည့်တော့ဟာနင်းုံလေမင်္ဂလာဦးလက်ဆောင်လေးနဲ့ဘာမှကိုမပေးရသေးဘူးလေပြီးတော့ဆွဲကြိုးလေးကိုကြည့်ရောလေနေ့လယ်တိုင်းမှာဆွဲထားရင်တအားလာမိန်ထင်တာနဲ့ဝယ်ခဲ့တာ
မိုးသားစကားပဲမဆုံးသေးဘူးအိုးကလည်းမိုးသားရင်ခွင်နဲ့ပြစ်ဝင်ပြီးတော့ဖတ်လိုက်တာပေါ့ဟာဖြည်းဖြည်းဖက်ပါမပိုက်ရဲ့တော်ကြလေဘိုက်ထီကငါသမီးလေးလန့်သွားပါဦးမေမိုးသားဟာဘာလို့မို့တာလဲငါပေးရလက်ဆောင်မကြိုက်လို့လားဟုတ်လားအိုးလေအိုးအရန်ပျော်သွားလို့ပါအိုးကိုလေးကိုမိုးသားပြန်ဖတ်လိုက်ပြီးခေါင်းလေးကိုအသားလေးပုတ်လိုက်တယ်ဒီတော့တွင်လေငါစိတ်ဆင်းရအောင်လုပ်ခဲ့မိတယ်မလားလုပ်ခဲ့ပြီးတာတွေတွေ့လေလေတောင်းပန်ပါလေလို့မပြောတော့ပါဘူးအဲ့ဒီအစားရှေ့လျှောက်ငါကလေနေရောသမီးလေးကိုရောအများကြီးပို့ပြီးတော့ကျင်နာသွားပါမယ်ဟာမိုးသားကိုအိုးကိုချစ်တယ်နော်မိချွဲမလေးမိုးသားကလေသူ့ဝေလာတဲ့လိပ်ပြဆွဲကြိုးလေးကိုအိုးရဲ့လေပင်ထပ်မှာဆွဲပေးလိုက်တယ်လှတယ်ဒါနဲ့လေငါအခုတလောဘာလုပ်နေလဲသိလားမြို့ထဲမှာ e-sport ဂိမ်းဆိုင်ဖွင့်လိုက်တာတပတ်ပဲရှိသေးတယ်အခုအဲ့ဆိုင်လေးအပြင်လေးတွဲရဲ့အနေနဲ့ဘေးမှာစနက်ပါးလေးတစ်ခုပါတွဲဖွင့်ဖို့ဘေးရအခန်းကိုပါ6လချုပ်ပြီးတော့ငှားခဲ့ရလေမကြခင်သမီးလေးရောက်လာတော့မှဆိုတော့ငါတခုခုလှုပ်သိမိဆိုပြီးတော့တွေးမိလို့အခုချိန်ကကောက်ကောက်လှုပ်တက်တာလေဂိမ်းဆိုတာအပြင်မရှိတော့လေဟိုကောင်တွေနဲ့တိုင်ပြီးတော့ဂိမ်းဆိုင်ပဲဖွင့်လိုက်တာနောက်ပြီးတော့အရင်ဒီလေးနည်းနည်းရှိလာရင်တော့အခြေခိုင်းနဲ့စီးပွားရေးလေးတစ်ခုပြောင်းလုပ်တာပေါ့ဟာအိုးကြောင့်ပင်ပန်းနေပြီလားမပင်ပန်းမှုလို့ပြောရင်တော့လင်ရကြမှာပေါ့ဒါပေမဲ့အိမ်ပြန်ရောက်လို့လေနင်းမျက်နှာလေးမြင်လိုက်ရပြီးတော့သမီးလေးနဲ့စကားပြောလိုက်ရရင်ပဲအမောတွေပြီးသွားပါပြီဟာကျေးဇူးပါမိုးသားရဲ့ဒါနဲ့မိုးသားအဖေနဲ့အမေကိုရောမပြောဘူးလားဒယ်ဒီနဲ့မာမီကိုတော့အချိန်နဲ့ကြာတော့မှလीပြောပြတော့မေးအဲ့ဒီချိန်ကြီးလှုပ်ဝက်ပေးထားမယ်မလားအိုးကလည်းခေါင်းလေးညှိပြလိုက်တာပေါ့အဲ့ဒါဆိုလीအခုရေချိုးလိုက်အောင်မေးပြီးရင်ထမင်းစားတော့မယ်ဟာအဲ့ဒါဆိုအိုးထမင်းပွဲလေးသွားပြင်လိုက်တော့မေးနော်ဘိုက်ကလေးကော့ပြီးအခန်းထဲကချစ်ဖို့ကောင်ထွက်သွားတဲ့အိုးကိုကြည့်ပြီးတော့သူကအတန်ထွက်တဲ့အထီကိုရီလိုက်မိတယ်တယောက်တစ်ပတ်ကနေတယောက်ဟင်းထည့်ပေးနေကြတယ်အကိုလေးနဲ့မမလေးကိုမီလုံးကချောင်းကြည့်ရင်းနဲ့ကြိတ်ပြီးတော့သဘောကျနေမိတာပေါ့ဟဲ့မီလုံးဘာရီချောင်းနေရလဲရှမ်းမမေကြီးဟိုမာလေးရဲ့အကိုလေးနဲ့မမလေးထမင်းစားနေအောင်ကြည်နေတာအကိုလေးကလေနော်ဆဆယူတော့ကတော့မမလေးကိုမချစ်တယ်လို့ဘာလို့နဲ့အခုတော့လေမမလေးပကံနဲ့ဟင်းနေသူပဲခက်ထည့်ပေးနေရမီလုံးပြောလို့ဒေါ်မီမီစော်လေးလှမ်းကြည့်လိုက်တော့လေအမှန်ပေါ့ဒါဟာသမီးပကံနဲ့ဟင်းတွေခက်ထည့်ပေးနေတာဒီလိုကြည်နူးနေရလေးပဲလေသူမကအမြဲမြင်ချင်နေတာပေါ့တဆက်တဲ့ဆက်စလူးစိန်လေးမီလုံးကြောင့်တားနဲ့သမီးထမင်းစားတာအနှောက်ယှက်ဖြစ်မှာစိုးတာကြောင့်လေလာခဲ့စမ်းမီလုံးသူတို့လင်မယားလေသူတို့ဘာသာအေးကြကြစားပါစေညီဝင်မရှုပ်ချင်ပါနဲ့မဟုတ်ဘူးမမေကြီးကမီလုံးကလေမမလေးတို့တခုခုလို့ရဲ့အစင်းသေးဖြစ်အောင်ဘာမှမလိုပါဘူးဟဲ့လူရအကုန်လေးသမီးလေးကအကုန်လုံးတက်တယ်ကိုရကားကြည့်ရင်လည်းနင်ငါ့ကိုနှိပ်ပေးရမယ်လာလိုက်ခဲ့မီလုံးမှာဒေါ်မီမီစော်လေးခွေရနောက်ကိုဒီရုတ်တိုက်ပါသွားရတော့တာပေါ့ထမင်းစားပြီးတော့အစာကြည့်အောင်ခြံထဲမှာအိုးရဲ့မိုးသားရဲ့လမ်းစဉ်လျှောက်ဖြစ်တာပေါ့နှစ်ယောက်လက်တွဲပြီးတော့လမ်းလျှောက်နေရင်မိုးသားလည်းအိုးမျက်နှာကိုငေးကြည့်ပြီးတော့ကိုဝင်ကလေမင်းကလေးမို့လားမသိဘူးမောင်မီပြောသလိုပဲအိုးမျက်နှာလေးကလေအရင်ကထပ်ပိုးပြီးတော့နူးဖက်နေတယ်ကိုဝင်နေနေရလာမိမို့လို့အိုးကစပင်းညှက်ချလိုက်တာမှအခုဆိုရင်လေစပင်းကကိုဝဲလေးပဲရှိတော့တာပေါ့စပင်ကိုဝဲဘိုင်ဖုံးအင်ကြီးပန်းရောင်လေးဝေးပြီးခလေးမျက်နှာလေးနဲ့ချစ်စရာကောင်းကျင်တိုင်းလေးကောင်းနေတဲ့ခလေးမေလေးကိုကြည့်ပြီးတော့မွေးလာမယ်သမီးလေးကလေအို့အို့လို့ဖြစ်လာမှကျင်းသေးတယ်အို့အို့ငါတခုလေးတွေးနေမိတာပြောလीမိုးသားသမီးလေးမွေးလာရင်သမီးလေးကိုလေယောက်ျားလေးလိုပဲနေခိုင်းမလားလို့မိုးသားကလေသမီးလေးကမိန်းကလေးလေဘာလို့ယောက်ျားလေးလိုနေခိုင်းမှလဲလို့သမီးလေးကိုစိတ်မချလို့ပါဟာအလိုမကျဖြစ်နေရတယ်လေမိုးသားရဲ့မျက်နှာကြောင့်အိုးပါဇက်ကိုလက်ကလေးနဲ့ပိတ်ပြီးတော့ရှီမိတာပေါ့မိုးသားရဲ့သမီးလေးကအခုမှလေဘိုက်ထဲကနေတော့ထွက်မလာသေးဘူးဘာရီစိတ်ပူနေရလဲလို့အေးအဲ့ဒီဘိုက်ထဲကနေလေထွက်မလာသေးရတော့မှငါ့ကိုရောက်ခမလို့ခေါ်နေကြပြီသမီးလေးမွေးလာရင်လေငါတော့ဘိုးကေပဲညှက်ပေးပြီးတော့ယောက်ျားလေးအဝတ်စားပဲဆင်ပေးရမယ်ပြီးရင်ငငယ်လေးတွေကလေဘောလုံးကန်တာတို့ဘတ်စကတ်ဘောဆော့တာတို့ရေကူးတာတို့တင်ပေးရမယ်သမီးလေးရှိရေးကိုလေကြိုပြီးတော့မျောတွင်းနေတဲ့မိုးသားရဲ့လက်မောင်းထက်မှာအိုးကခေါင်းလေးတင်လိုက်တာပေါ့မိုးသားနင်သမီးလေးကိုအရန်ချစ်တာပဲလားချစ်တာပေါ့ဟာအခုဆိုလေသမီးလေးငါတို့စီကိုရောက်လာတော့မယ်ဆိုတာတွေးမိတိုင်းမှာငါမှလေမပြုံးမိပဲမနေနိုင်တော့ဘူးနင်သမီးလေးကိုအရန်ချစ်တာမြင်တော့ငါစိတ်အေးရပြီအကယ်၍များဟဲ့သမီးလေးနဲ့ငါနဲ့လေတယောက်ယောက်ကိုသာရွေးရမယ်ဆိုရင်နင်သမီးလေးကိုပဲရွေးပါနော်ဟာအိုးကလေနေပါရီရှောက်ပြောနေရလေဖွ
လွဲပါစေချောပါစေဟာအိုးဟာသဘောပြောတာပါမိုးသားရဲ့သဘောလေးမပြောနဲ့ငါမကြိုက်ဘူးနေရောသမီးလေးရောလီဘာမှကိုမဖြစ်စေရဘူးပြီးတော့နင်းကိုဝင်အပ်ထားတဲ့ဆီယာမကြီးဒေါ်ထူးထူးကြီးဆိုတာဒီနိုင်ငံရဲ့တားဖွားမိရဲ့လောကမှာနာမည်တစ်လုံးနဲ့ရည်တည်နေရပါဟာကလေးမှုရဲ့ကိစ္စဆိုတာလေသူ့အတွက်ထမင်းစားရေသားလောက်တောင်မှမခက်တဲ့ကိစ္စပဲစိတ်ကြောင့်သေးတယ်ဆိုတာနေမကြဘူးလားစိတ်ကြောင့်သေးတယ်ဆိုတာနေမကြဘူးလားအဲ့ဒါကြောင့်ဘာမှရှောက်တွေးမနေနဲ့မိုးသားပုံစံကအိုးပြောလိုက်တဲ့စကားကြောင့်တကယ်ကိုလေထိတ်လန့်သွားတဲ့ပုံနဲ့အိုးအားနာသွားရတာပေါ့မမိုးသားရဲ့အိုးမပြောတော့ဘူးနော်မပြောရုံနဲ့မရအောင်နော်အဲ့လိုလဲထပ်တွေးလို့မဖြစ်ဘူးအိုးမတွေးတော့ဘူးနော်လာအပြင်မှာအေးလာပြီအခန်းထဲပြန်ဝင်ကြမယ်အခန်းထဲရောက်ရင်နွေးနွေးလေးဖြစ်တော့ခြေထောက်လေးကိုရင်နွေးစိမ်ပြီးမယ်ယူနွေးနွေးလေးထည့်ထားတဲ့ရေစလားတွေကိုအလားစီလေးနှစ်ဆက်ထည့်ပြီးတရုတ်စကားဝါပန်းလေးနှစ်ပွင့်မှာထည့်လိုက်တာပေါ့ပြီးတော့မားလိုက်ပြီးဂရင်ပေါ်ကနေခြေထောက်လေးချပြီးတော့ထိုင်နေတဲ့အိုချေးပွားလေးနာရေစလားလေးကိုချလိုက်တယ်အိုဘာသာလုပ်ပါမယ်ဆိုမိုးသားရဲ့ဆီယာမကြီးကလေအလေးပင်တွေမမရဘူးဆိုပြီးတော့ပြောထားရလေဟဲ့ဘာအိုဘာသာလုပ်ချင်တာလဲငိမ့်နေမိုးသားဟောက်လိုက်တယ်လို့ပြောလိုက်မှအထွန်းတန်းချင်တဲ့ပါဇက်လေးကပိတ်သွားတာပေါ့နည်းနည်းဖိုးချင်းတယ်လို့ဖြစ်နေတဲ့ခြေပမိုးဖောက်ဖောက်လေးတွေကိုရင်းနှီးနှီးလေးစိမ့်ပေးပြီးတော့စာထဲမှာဖတ်ထားတယ်လို့မျိုးလေးမိုးသားနှိပ်ပေးနေမိတာပေါ့ခြေတော်လေးတွေရောင်ကျင်တယ်လို့ဖြစ်တော့လေလမ်းလျှောက်ရင်မနာဘူးလားယင်အရန်မနာပါဘူးမိုးသားရဲ့နောက်နေ့မမီကိုပြောပြီးတော့ငါတို့အခန်းပြောင်းရအောင်ဟင်ဘာလို့လဲနေ့ရဲ့ပိုင်းနဲ့လေလှေကားအတက်ဆေးလုံနေရငါစိတ်မချတော့အဲ့တော့မနှက်ဖြန်အားစားပြီးအောက်ထက်ကအခန်းပြောင်းမှရမယ်ပစ္စည်းတွေလေတရားပြူရနဲ့ရှုပ်တာပေါ့မိုးသားရဲ့မရှုပ်ပါဘူးဟာအောက်ထက်ကအခန်းမှာလည်းအကုန်ပြင်ဆင်ထားပြီးသားဒီတိုင်းအစင်းသစ်နေလိုက်ရုံပဲလေမိုးသားကပြောလဲပြောဆိုလဲဆိုနဲ့ခြေထောက်လေးကိုရေစလားထဲမှာပြန်ဆက်ယူရင်ပဝါလေးနဲ့ချောင်းတုပ်ပေးလိုက်တာပေါ့ပြီးတော့အိုဘေးဝင်ထားရင်အိုမပြောမဆိုနဲ့အိုမျက်နှာလေးနားလေးတိုးကပ်သွားရင်လက်တစ်ဖက်နဲ့အိုမျက်နှာလေးကိုစုပ်ကရင်ချေရီတီးလေးလိုလေးနေရင်းနေတဲ့နှကန်းပါလေးပေါ်သူ့ရဲ့နှကန်းတွေထထူကျစေလိုက်တာပေါ့မိုးသားကလည်းမမီစီမတားရင်သမီးလေးအတွက်လေးအရန်အရေးကြီးလို့မင်းခုလေးရန်ရှင်လန်းကတိုက်ရှိကိုချက်ချင်းလာခဲ့မှရမယ်ဆိုတဲ့ message ကြောင့် snapper လုပ်ဖို့စိုက်ခန်းကို decoration လုပ်နေရမှာအလော်တကြီးထွက်လာရင်မမီပြောတဲ့နေရာရောက်တော့ကြောင်သွားရတာပေါ့။ဘာလဲဟာဒီဆောင်ကဘာလုပ်တာလဲအထဲဝင်သွားကြည့်ရောလေကိုဝင်သေးစုံတွေအများကြီးပဲ။တာမမီတို့ဒီမှာလေမမီကဲသမီးအဲ့ဒါဆိုတားရောက်လာပြီဆိုတော့မမီသွားတော့မမီဟုတ်ပြီလားမမီကပဲသွားမှာလေတားတို့ကဒီမှာဘာလို့ရမှာလဲမမီကသူပြောတာကိုနားမထောင်မေသူဟာကြီးစက်တိုက်ပြောတော့တာပေါ့တားနဲ့သမီးအတွက်မမီကလေဒီဟာကိုမရမကစရင်ပေးခဲ့ရတာနော်ဒီနေ့ကောင်းကောင်းလှုပ်လာခဲ့ green အရာမှာဖြစ်မယ်နော်မမီကပြောဆဆနဲ့သူ့လက်ထဲဆောက်ရဲဆောင်ရဲနေကိုထိုးထည့်ရင်တုတ်နဲ့ပြန်ထွက်သွားခဲ့တာပေါ့မိုးသားလေခုချိန်ထိမမီဘာတွေပြောသွားလဲဆိုတာကိုနားမလည်တာကြောင့်အိုးကိုကြည့်ရောလေအိုးကခေါင်းလေးငုတ်ထားတယ်အိုးဒါဘယ်နေရာကြီးလဲဟိုလေမိုးသားအိုးလေအမေကိုပြောပါသေးတယ်မိုးသားအဲ့လိုမျိုးလုပ်ချင်မှာမဟုတ်ဘူးလို့ဒါပေမဲ့အမေကမရဘူးလုပ်ရမယ်ဆိုပြီးတော့အတင်းကိုဆွဲခေါ်လာတာအေးလီငါပြောတာငါတို့ကဒီမှာဘာလုပ်ရမှာလဲမိဘဖြစ်ဖို့လေ့ကျင့်ရမှာတဲ့ဟမ်မိုးသားကလည်းသူ့ကိုယ်သူငုတ်ကြည့်ကြစ်ကနေစုပ်သက်မိတာပေါ့မောင်မီကတော့လုပ်ပြီကွာပြည့်စုံနဲ့မိဘဖြစ်စေဖို့ရည်ရွယ်ပြီးတင် जा ပေးဖို့လိုတဲ့ခေါင်းစဉ်အောင်မှာသူဟာအိုလိုမျိုးလေတကယ်ကိုဝင်ဆောင်ဘိုက်အလေးချိန်နဲ့ညီမျှတဲ့ဘိုက်အတူပါတဲ့အင်ဂျီကြီးကိုလည်းဝတ်ထားရတယ်မိခင်တွေရဲ့ဒုက္ခကိုဖခင်တွေလည်းခံစားတတ်အောင်ဆိုပြီးသူတွေမကောက်ဒီခန်းထဲမှာရှိတဲ့ယောက်ျားအလုံးကလည်းဒီလိုဝတ်ထားရတာပေါ့ခလေးရီချိုနီနိုးတိုက်ပြီးရင်လေထုံနီအငြိအကျေးတန်ရှင်းပေးနေရအစဖြည့်ဆက်စာချက်နေအစုံလင်းများနှစ်ယောက်လုံးလေးအတူတူလှုပ်တက်စေဖို့တင် जा ပြီးရဲ့တရက်တာတင်တန်းပေါ့ပြီးရင်အမက်ကလည်းပေးဦးမာတဲ့အဲ့ဒါကြောင့်မမီက grade A ရအောင်လို့ဆိုပြီးတော့ပြောသွားတာလည်းဖြစ်မင်းအိုးကတော့လေသူ့ပုံစံကိုကြည့်ပြီးအာတော်အာနာဖြစ်နေတဲ့ဟန်နဲ့ပေါ့မိုးသားအစီမပြေရင်လေအိုးတို့ပြန်ကြမယ်လीနော်ဟာရောက်ပြီးမှတော့အကျိုးရှိအောင်လှုပ်သွားကြတာပေါ့နေရမလှုပ်ချင်လို့လားဟင်မဟုတ်ပါဘူးအိုးကလေမိုးသားအခုလိုမျိုးယူဝတ်ထားရတာရှက်နေမှာစိုးလို့ပါတယောက်တည်းဝတ်ထားရရင်တော့ရှက်ဖို့ကောင်းတာပေါ့ဟာဒါပေမဲ့ငါတယောက်တည်းမှမဟုတ်တာဒီတရယောက်ျားတွေအကုန်ဒီလိုဝတ်ထားကြတာပဲလေနှစ်ယောက်သားတူပြောနေကြရင်တင်နန်းဆီယာမှာဖြစ်သူကစပြီးတော့မိတ်ဆက်တာပေါ့ဖေဖေနဲ့မေမေတို့လေအားလုံးပဲမင်္ဂလာပါနော်ဒ
ဒီတင်နန်းလေးကတော့မကြခင်လူလောကတွေရောက်လာကြမယ်တတမီမီလေးတွေအတွက် perfect ဖြစ်တဲ့ဖေဖေနဲ့မမေလေးတွေဖြစ်စေဖို့အတွက်လေရည်ရွယ်တဲ့တရက်တာတင်နန်းလေးပဲပေါ့ဒီနေ့တရက်ပဲအချိန်ပေးရမှာမို့လို့သင်ခန်းစာတွေအကုန်လုံးပါလေစိတ်ပါပါလုပ်ကြဖို့ကိုလည်းတောင်းဆိုချင်နေနော်ကလေးအယုတ်လေးတွေနဲ့ရီချိုးကိုင်းချင်းအစာပြူတဲ့အခါတချို့တွေကြတော့လေကလေးရလေးလက်တွေပါပြုတ်ထွက်ကုန်နေတချို့ကြတော့လေရီချိုးကန်လေးထဲမှာလေကလေးပါပြုတ်ကျသွားတာလေရှိသေးတာပေါ့ဖြစ်ဆွတ်စာချစ်တဲ့အချိန်လေးလေဘယ်ဟာဘယ်အချိုးနဲ့ထည့်ရမယ်ဆိုပြီးဆီယာမကတေချာပြောမိမယ်လေလွဲပြအောင်လွဲကြတဲ့စုံတွဲလေးလည်းရှိတယ်သင်ခန်းစာတွေအကုန်လုံးပြီးတော့ရမတ်တွေအားလုံးပေါင်းတဲ့ခါမှာတော့အိုးအတွေ့အလေးအသက်ငယ်ဆုံးနဲ့အမတ်အများဆုံးဖြစ်နေရပေါ့တင်နန်းတစ်ခုလုံးအိုးအိုးတို့အတွက်လက်ခုပ်တီးပေးနေတဲ့အချိန်မှာအိုးအိုးနဲ့မိုးသားမျက်နှာပေါ်မှာရှိတဲ့အပြုံတို့ဟာလည်းအလားဆုံးဖြစ်နေခဲ့တာပေါ့အမတ်အများဆုံးဖြစ်တဲ့အတွက်ကြောင့်လေဆီယာမက grade A သတ်မှတ်ပေးပြီးကလေးဝတ်စုံ3စုံနဲ့ BB မိုင်းတစ်ဆက်လေးဆုချတယ်တင်နန်းကအပြန်ဘိုက်စာရာမို့တင်နန်းနီးမှာဖွင့်ထားတဲ့ဖတ်ထုတ်ဆိုင်လေးမှာဝင်စားပြကြတယ်ဖတ်ထုတ်ပြုတ်လေးနှစ်ပွဲနဲ့အိုကဖတ်ထုတ်ကြောတပွဲမှလိုက်ပြီးအဲ့ဒီအတွက်အိုးကလေးလီမွန်တီနဲ့မိုးသားကိုလာတောက်တာပေါ့ဖတ်ထုတ်ရောက်လာနဲ့အိုးအိုလေးဘိုက်စာလုံးနာမို့ဖတ်ထုတ်ပြုတ်တစ်ခုကိုလေပါစက်ထဲအမြန်ထည့်လိုက်ရမှအိုးထဲမှာလေချခါစားမှုတူတယ်အပူလုံးပြီးတော့အိုးအိုရှာလေးကြက်မလို့တောင်ဖြစ်သွားရတယ်အာပူတယ်အိုးတယောက်လေဖတ်ထုတ်ပူကြီးကိုမျိုးမချနိုင်မဲနဲ့ပူတယ်အော်နေတော့မိုးသားလည်းပြရာခတ်သွားရပြီအနားမှာရှိတဲ့တီရှူးပေါင်းမှတီရှူး3ရက်လောက်ကိုလေအမြန်ဆွဲထုတ်ပြီးတော့အိုးထွေးထုတ်မိုးသားလေးလက်ခံပြီးတော့မှတီရှူးခံထားတယ်လေမိုးသားလက်ဘွားပေါ့အိုးကလည်းထွေးထုတ်လိုက်တာပေါ့တော်သေးတာပေါ့အိုးရသမီးလေးပူတော့မလို့တီတီလေးပဲလူတော့ရင်ဒီလောက်အငွေ့ရထားနေရကိုအေးအေးခံပြီးစားမှရမှာပေါ့ကွာရှာကြက်သွားပြီထင်နေဒါဒီမှာလီမွန်တီးလေးလေးနည်းနည်းတောက်လိုက်အိုးလေပိုက်နဲ့လီမွန်တီးလေးကိုလေစုပ်တောက်ရင်မိုးသားကိုတနာစရာမြင်ဝန်းလေးနဲ့ကြည့်တာပေါ့ဒီကြည်လေးတွေကြောင်းလေမိုးသားကအိုးကိုဆက်မဆူတော့ပဲအိုးပကံကိုယူပြီးဇုံးနဲ့မွေပြီးတော့အေးခံပေးနေတာပေါ့ရောဒီမှာနည်းနည်းအေးသွားရင်ဖြည်းဖြည်းချင်းစားအိုးစပင်လေးတွေကလည်းလေနရွမ်းအောင်ညှက်ထည့်ထားပြီးတော့ပြုတ်အိနေရမို့လို့လေငုံစားလိုက်ရင်ရှေ့ကိုကြလာတတ်တယ်စပင်ကကိုဝဲမို့လေစီးလို့လည်းမရတော့ဘူးလေမိုးသားမှာစားနေရင်တန်းလဲနဲ့အိုးစပင်လေးကိုတက်တင်ပြီးနေရသေးတာပေါ့အိုးဒီဖတ်ထုတ်အိုးကလေးရလေပိုးကောင်းနေစားကြည့်ကြည့်နော်မိုးသားကလည်းအိုးပကံနဲ့ဖတ်ထုတ်တစ်ခုထည့်ပေးတယ်မိုးသားထည့်ပေးတယ်ဖတ်ထုတ်အိုးကလေးကိုအိုးကတူးနေညံ့ရင်မိုးသားအိုးအချင်းလေးနည်းနည်းတို့ကျင်လို့မတို့ရပါဘူးကွာဘိုင်းရောက်လိမ့်မယ်ဒီတိုင်းဖတ်ထုတ်ပဲစားဖတ်ထုတ်ဒီလောက်ကောင်းတာလေအချင်းတို့စရာမလိုပါဘူးကွာမိုးသားကအချင်းခွက်ကိုလေသူ့ဘက်မှာပဲထားပြီးဘိုင်းအောက်မှာဆိုလေအကြောင်းပြချက်နဲ့အချင်းမပေးတူဘူးပေါ့ဒါကြောင့်အိုးမှာတော့ဖတ်ထုတ်ကြီးပဲသာစားရတယ်ဒါပေမဲ့မိုးသားနဲ့တူလေးစားရတဲ့ဖတ်ထုတ်မှုလို့လားမသိဘူးအိုးဘွားမှာလေဒီလောက်ထိစားကောင်းနဲ့ဖတ်ထုတ်မျိုးမကြုံဘူးသေးဘူးပေါ့ဖတ်ထုတ်စားရင်ကြည်ညူးနေတယ်လေမိုးသားနဲ့အိုးမသိလိုက်ခင်မှာသူတို့ပြီးစပွဲမှာလက်သီးကိုချစ်ချစ်ပေါအောင်ဆုပ်ထားတဲ့လူတစ်ယောက်ပေါ့အပြန်ကြတော့လေဖတ်ထုတ်တွေစားလို့လေဘိုက်တင်းသွားတာရောတင်တန်းမှာလည်းပင်ပန်းခဲ့တာရောမို့အိုးတယောက်အိတ်ငိုက်ပြီးတော့ကိုပါလာရတယ်မိုးသားကလည်းမိပွားမိနေတော့ဘေးကိုကြည့်လိုက်တော့အိမ်ပြန်ရောက်မှအိတ်ပါဆိုတာကိုလေခေါင်းလေးအတင်းငိုင်းဆိုင်ပြီးအိတ်နေတဲ့အိုးကြောင့်ခေါင်းလေးကင်ပြီးတော့ထိမ့်ပေးလိုက်ရတာပေါ့အိမ်လဲရောက်ရောခပတ်လေးချုပ်ပေးပြီးပွေ့ချီပြီးတော့မိလုံးကိုလည်းတကားအတင်းဖွင့်ခိုင်းပြီးအခန်းထဲကလေးပေါ်အသားလေးချပေးလိုက်တဲ့အထိအိုးကလေနိုးကိုမနိုးမိလုံးကားထဲမှာခလေးပစ္စည်းတွေရှိတယ်တွားယူလိုက်နော်ဟုတ်အကိုလေးအိတ်နေတဲ့အိုးကိုစောင်းလေးတေချာချုံမေးလိုက်ပြီးတော့အဲကွန်းကိုလည်းတိတ်မအေးစေဖို့အတွက်22ကိုပြောင်းတင်လိုက်တယ်လေအကိုလေးဒီမှာအေးမိလုံးလာပေးတဲ့ပစ္စည်းလေးတွေကိုစပွဲပေါ်တင်လိုက်ပြီးဒီနေ့ဆူရတဲ့ဝတ်စုံသုံးစုံကိုသမီးလေးအတွက်ပြင်ထားတဲ့ဗီဒီယိုတသေးလေးတွေထည့်လိုက်တာပေါ့ပြီးတော့လေအိတ်နေတဲ့အိုးဘေးဝင်ထိုင်းပြီးစပွဲပေါ်ထောင်ထားတဲ့ဓပုံလေးကိုယူပြီးတော့ကြည့်လိုက်တဲ့အိုးနဲ့သူလေးမင်္ဂလာဆောင်တော့ကပုံလေးပေးမှာသမီးလေးရဲ့အန်ထရာဆောင်ပုံလေးပေါ့အိုးကိုဝင်က9လရှိပြီမို့သမီးလေးလူလောကထဲရောက်လာဖို့တိတ်တော့မလိုတော့ဘူးသမီးလေးရဲ့ပုံလေးကိုသူကလည်းအမြဲတမ်းနမ်းလိုက်ပြီးစပွဲပေါ်ပြန်တင်ထားလိုက်တယ်လေဝလုံးကွဲအောင်ရင်းနေကြတဲ့ကောင်လေးကိုမိုးသားကလည်းမျက်မှောင်ကျုံပြီးတော့ဒါစိုက်ကြည့်နေတာပေါ့ငါတို့မှာကွာမင်းမဟုတ်ရဲ့လားဆိုပြီးတော့နှစ်ခါတော့ပြန်ကြည့်ရတယ်ကွာဆဆတွေ့တော့ကလေဒီကောင်ညီညီဆိုမင်းပုံကိုကြည့်ပြီးတော့ရှိတာမြည်ရပါထွက်တယ်ကွာတင်တန်းရဲ့လေဖေဖို့ပေးရမနေ့ကပုံတွေကိုပြန်တင်ထားတာမို့လေဘိုက်တူဝစ်ထားတဲ့သူ့ပုံကိုပြန်ကြည့်ပြီးတော့လှောက်ရည်နေကြတာပေါ့အေးရည်နေကြ
ရီပြီးလေလေတက်တည်သွားကြအောင်မဲဟာငါလေငါအကောင့်ကနေပြန်ရှဲထားသေးတယ်တိလားငါကောင်ထဲမှာရှိရလေမင်းရဲ့ရီးစားဟောင်းလေးတွေပါတွေ့သွားအောင်ကွာခွေးကောင်မိုးသားပါစမ်းမှာဆဲဆိုရင်အနီးနားမှာဂျာနယ်နဲ့ညင်ကြီးကိုကောက်ပေါက်လိုက်တာပေါ့ခွက်ထဲမှာရှိနေတဲ့ဘီယာလက်ကြံကိုမော့တောက်လိုက်ပြီးထိုင်ယာမှာထားလိုက်တော့လေဟဲ့ကောင်မရောက်တာတနာရီတော့မပြည့်သေးဘူးလေဘယ်ကိုထတာလဲကွာပြန်တော့မေအိုးထမင်းစားချိန်နီးနေပြီကွာအိုးထမင်းစားမှနေလေမင်းနဲ့ဘာဆိုင်လို့လဲမင်းကအိုးကိုခွင့်ကြည့်မှမို့လို့လားဟုတ်တယ်အိုးကကွာအခုတလို့လေကိုဝင်ရစ်လာလို့လားမသိဘူးဘာစားစားအကုန်ပြန်အန်ထွက်နေတာငါခွင့်ကြည့်မှစားလို့ဝင်တာကွာအေးပါကွာမင်းလည်းအိုးကိုမချစ်ဘူးလို့လေပြောခဲ့လို့သာပဲနော်အခုများတော့လေဂရင်းနဲ့မငုံယုံတမဲပဲချစ်ပြနေတာဘယ်သူမှလိုက်လို့မမီတော့ဘူးကွာကြော်စွာပြောလေလေခံရတော့မှာပဲပေါ့တငယ်ချင်းဘွားကနေချစ်သူအဖြစ်ခဏတာတွဲခဲ့တဲ့အချိန်ထိလေသူဟာအိုးအိုးကိုမချစ်ခဲ့တာသိကြတယ်လက်ထပ်ပြီးအတူတူနေရင်းကနေမှတန်ရောစင်တွေတွေ့လာရပြီးတော့မျက်စိအောက်ကလေအပြောင်းမခံနိုင်တော့တဲ့အထီကိုတဲတဲလို့ဖြစ်သွားတော့လေသူလည်းလေမတက်နိုင်တော့ဘူးပေါ့အိမ်ပြန်ရမှာမို့ကွာခုနဘီယာတောက်ထားတယ်လေပါဆက်စီမှအနမ်းမထွက်စေဖို့အတွက်မန်တိုစ်လေးလေးသုံးလုံးလောက်ပါဆက်ထဲကိုပြစ်ထည့်လိုက်တယ်သူလည်းအိမ်ပြန်ရောက်ပြီးတော့အခန်းထဲဝင်လာတော့အိုးကလည်းအိယာပေါ်မှာလှဲနေရပေါ့သူ့ရဲ့စိတ်ထဲလေးဒိတ်ကနေဖြစ်သွားရပြီအိုးအိုးမိုးသားပြန်ရောက်လာပြီလားနေမကောင်းလားမှန်စမ်းကိုတော့မပူပါဘူးကွာအိုးအိုးရဲ့နှစ်ဖူးလေးကိုသူ့နှစ်ဖူးနဲ့ထိလိုက်ပြီးကိုပူမပူလေးဆန်းလိုက်တာပေါ့နေကောင်းပါတယ်မိုးသားရဲ့အိုးအိုးဘာမှမဖြစ်ပါဘူးအဲ့ဒါဆိုလဲထလှဲမနေနဲ့တော့ထမင်းစားရအောင်မိလုံးကကြက်သားကြော်ရှိရဲ့တဲ့ထမင်းပူပူကိုစီနေစားလေးနဲ့နေပြီးတော့ငါခွန့်ကျွေးမယ်လေအိုးအိုးမစားချင်ဘူးအိုးဟိုကောင်းလေးမိုးသားပခုံးပေါ်လေးမှီနှွဲလိုက်တော့မိုးသားကလည်းအလိုက်တင်လေးပွတ်ဖက်ထားလိုက်တာပေါ့မစားချင်လို့မရဘူးလေအိုးအိုးရိတ်ဘိုက်ထဲမှာသမီးလေးလည်းရှိသေးတာကိုထမင်းမစားချင်လေတခုခုစားချင်တာမျိုးမရှိဘူးလားဟိုကွာကိုဝင်ဆောင်နေလေချင်းချင်းတက်တယ်လို့မျိုးလေကွာချင်းချင်းတက်တာမျိုးလားဘာစားချင်လဲကွာချင်းချင်းတက်တာလားချင်းချင်းတက်တာလားဘာလားတော့မသိပေမဲ့အိုးအိုးလေစိတ်ထဲမှာစားချင်နေရတော့ရှိတယ်အဲ့ဒါကိုကွာဆော့ဆော့တော့ပြောမှာပေါ့တော်ချစ်ချင်းတန်စင်ရဲ့ကဲပြောဘာစားချင်လဲခုချက်ချင်းသွားစားမိန်ဘာစားချင်လဲဆိုတော့လေတရုတ်တန်းကဘဲပေါင်းစီချက်ချစ်ရတဲ့ဘိုက်ကြီးတဲ့လေးလေချင်းချင်းတက်တဲ့တရုတ်တန်းမှဘဲပေါင်းစီချက်ကိုစားဖို့အတွက်လေသူတို့နှစ်ယောက်တရုတ်တန်းကိုရောက်လာကြတယ်နောက်ပြီးတော့နာမည်စီချက်ဆိုင်တစ်ဆိုင်မှာလေဝင်ထိုင်လိုက်ပြီးတော့အိုးအတွက်လေဘဲပေါင်းစီချက်နဲ့သူ့အတွက်နံရိုးပေါင်းလဲမှားလိုက်တယ်ပြီးတော့စီချက်စားရင်တောက်ဖို့အတွက်ရင်တွေငှဲ့ပေးနေတော့အိုးအတန်ဆူဆူအောင်လေးကထွက်လာတာပေါ့မိုးသားနေဟိုဘက်ကိုပြောင်းထိုင်လိုက်ပါလားဘာလို့လဲအိုးရဲ့ဒီလိုလေမျက်နှာချင်းဆိုင်ထိုင်တော့ပိုကောင်းတာပေါ့မကောင်းဒီဘက်ပဲလာထိုင်စားကျင်တာလဲဝေးကြည့်ပြီးကိုနေရင်ထိုင်ရင်အလိုမကျဖြစ်နေတယ်လေအိုးကြောင့်ဘာမှနေလဲဆိုတာကိုလေမိုးသားကဘေးဘီဝေးကြည့်ရောလေတွေးလိုက်တာပေါ့ဘာကြီးတယ်လေးလေရွှေစိတ်တော်ညှိုးနေရတဲ့အကြောင်းရင်းကိုလေမျက်စောင်းထိုးဝိုင်းမှာကောင်းမလေးတစုကလေသူ့ကိုကြည့်ပြီးတော့ခိုးခက်လုံနေကြလို့သူ့ကိုလေဒီဝိုင်းနဲ့ကြောပေးပြီးတော့ထိုင်ခိုင်းတာပေါ့ကဲထိုင်မယ်ဟုတ်ပြီလားအဲ့ဒါကြောင့်လေနှကန်းကြီးထောမနေနဲ့တော့မိုးသားအိုးကလေဘိုက်ကြီးပူပြီးတော့ရုပ်ဆိုးနေပြီမလားယင်မစိုးပါဘူးအိုးရဲ့ငါ့ရဲ့မျက်လုံးထဲမှာလေအခုမျက်စိရှိမှရှိနေတဲ့နေ့ရဲ့ပုံစံအလှဆုံးပဲအရင်ကလေနင်းပါဝင်ရီးစားတွေမှုလို့ပေါက်ခဲ့တယ်ဆိုပေမဲ့လက်ထပ်ပြီးသွားတဲ့အချိန်လေးတကယ်ချစ်မိသွားတာဆိုလို့နေမဲရှိတာချစ်မိသွားတဲ့အချိန်လေးကလေငါ့ရဲ့မျက်လုံးထဲမှာရောငါ့ရဲ့စိတ်ထဲမှာရောနှလုံးသားထဲမှာရောနေမဲရှိတာမို့ငါ့ကိုယုံကြည်ထားလို့ရတယ်ဟုတ်ပြီလားပြောနေရင်းနဲ့နှစ်ဖူးလေးကိုလေလှမ်းပြီးတော့နမ်းလိုက်တာမို့အိုးကောင်းလေးရှက်ပြီးတော့ငုံသားပြန်တာပေါ့ခုချိန်ဒီလေသူကဘာပဲလို့ရှက်နေတဲ့ချစ်စနီးလေးကိုကြည့်ရင်သူ့မှာလည်းလေကြည်မွာဖြစ်ရတယ်စီချက်စားပြီးတော့လက္ခဏာရှောင်းမယ်ဆိုပြီးတရုတ်တန်းကိုပက်ကြည့်နေတော့မှမိုးသားဟိုမှာလေဟိုဆိုင်က ice cream roll လေးရောင်းနေတာမလားယင်အိုးညွန်ပြတဲ့ဆိုင်ကိုကြည့်ရောလေလူတွေအုပ်နေတဲ့ ice cream roll ဆိုင်လေးပေါ့ဝယ်ပြီးထွက်လာကြတဲ့သူတွေရဲ့ခွက်လေးတွေကရေခဲမို့အလိလေးတွေကိုကြည့်ပြီးတော့အိုးမျက်လုံးလေးတွေကလည်းအယောင်တွေတလက်လက်နေတာမို့စားကျင်လို့လားလူတွေအယမ်းမြန်းနေတာလေတော်တော့စောင့်ရမယ်ထင်နေတော့အိုးစားကျင်လို့လေအဲ့ဒါဆိုလဲခဏဆောင်ဒီမှာပဲနေနော်ဘယ်မှမသွားနဲ့ဟိုမှာဆိုလူတိုးခံရလိမ့်မယ်ငါပဲသွားဝယ်လိုက်မယ်အိုးဒီနေရာကနေလေတပွားမှတော့မခွာဘဲနဲ့စောင့်နေမယ်နော်မိုးသားမအိုးတယောက်တည်းလေထားခဲ့ရမှာကိုစိတ်မချပေမဲ့လေလူအုပ်ထဲကိုခေါ်သွားလို့မဖြစ်တာမို့လူရှင်းတဲ့နေရာမှာခဏထားခဲ့ပြီးသူ့ပဲလူတိုးခံပြီးတော့ဝယ်ဖို့ဆုံးဖြတ်လိုက်တာပေါ့
လူတွေကြားတဲ့အတင်းတိုးပြီးတော့ဝယ်နေတဲ့မိုးသားကိုခက်လန်လန်မှကြည့်ပြီးတော့အိုးကလည်းပြုံးလိုက်တယ်။အိုးအတွက်လေသူ့ရဲမုန်းပါတယ်ဆိုတဲ့လူတအုပ်တဲကိုတိုးဝင်ပြီးအဖေမန်းခံဝယ်ပေးနေတဲ့မိုးသားကိုအိုးကလည်းအရန်ချစ်ရတာပေါ့။မိုးသားကိုကြည့်နေရင်းနဲ့ကားမီးအောင်ဆူဆူကလေအိုးစီကိုတက်တက်ရောက်လာတာမို့မျက်လုံးကိုလက်နဲ့ကာလိုက်ပြီးကြောက်လန့်တဲ့ကြောင့်အိုးကိုလေတန်းတလိုက်မိတာကတော့မိုးသားကလည်းအတင်းတိုးဝေပြီးမှရလာတဲ့ရေခဲမုတ်ခွက်လေးကိုလေပြုံးပြီးကြည့်လိုက်တဲ့နောက်ဆုံးတော့ရလာခဲ့ပြီပေါ့အဲ့ဒီချိန်မှာဝုန်းဆိုလေကားတိုက်တဲ့အတန်ကြီးကြီးကလေပေါ်လာတာပေါ့ဟာတိုက်သွားပြီကွာတိုက်တဲ့ကားကွာပြေးမောင်းသွားပြီကွာမြင်လိုက်ရအောင်ဟေးဘိုက်ကြီးတဲ့လေးကိုတိုက်သွားတာပဲတနာပါလေကွာသိပြီလားမသိဘူးမိုးသားလက်ထဲမှာရေခဲမုတ်ခွက်လေးလွတ်ကျသွားရပြီးစိုးရိမ်တကြီးရေရွတ်လိုက်မိတာကအိုးပေါ့အိုးဝိုင်းအောင်ကြည့်နေတဲ့လူအုပ်ကြီးတွေကိုလေအသေးအတန်တိုးဝေပြီးမြင်လိုက်ရတာကအဖြူရောင်ပိုက်ဖုံခေါင်းဝင်လေးပေါ်မှာဆုံးထိနေတဲ့သွေးနေကြားထဲမှာလေလဲနေတဲ့အိုးပေါ့မိုးသားလည်းသွေးပြက်ခြောက်ခြားစွာနဲ့အိုးနာဒူးထောက်ထိုင်ချလိုက်တဲ့အိုးရေသတိထားပါဦးဟာငါခေါ်နေရကြားလားအိုးထားကြည့်ပါအောင်ကွာမိုးသားမြုံဝအိမ်ထဲလေမြည်ရည်တွေပြည့်ရှံတက်လာပြီးစေယုံကခေါ်ပေးကြပါဗျာဒီမှာလေကျွန်တော်ရဲ့မိမကိုခေါ်လို့မရတော့ဘူးဗျအိုးငါခေါ်နေရလေနေစားချင်နေဆိုလို့နင်းအတွက်ငါခဏလေးမုတ်သားဝင်နေရလေဟာငါ့ကိုအဲ့လိုမလောက်ပါနဲ့ဟာအိုးရမကြခင်စေယုံကရောက်လာပြီးအိုးကိုစေယုံအမြန်ပို့ဖို့လှုပ်တာပေါ့စေယုံသွားတယ်လမ်းတစ်လျှောက်လုံးမှာမိုးသားလေးအိုးလက်လေးကိုသူ့ပါနဲ့ကမ်းပြီးတတိမလွတ်သွားစီဖို့အတွက်ဘေးမှာတွတ်လေးပြောနေမိတယ်အိုးခဏလေးပဲတောက်ခံပြီးနော်စေယုံရောက်တော့မှာပါဟာငါနဲ့ကိုအဆုံးရှုံးမခံနိုင်ဘူးဆိုတာသိရမလားကျေးဇူးပြုပြီးဘာမှမဖြစ်ပါနဲ့အိုးရတခုခုဆိုလေငါရင်ကွဲပြီးတည်သွားလိမ့်မယ်အိုးငါပြောနေရကြားလားခဏလေးပဲတောက်ခံပြီးနော်အိုးအရေးပေါ်လူနာကိုဝင်တဲ့ဆိုတော့စေယုံရောက်တာနဲ့ဆရာဝန်တွေပြေးထွက်လာကြတယ်တခါတည်း operation ကန်နဲ့လေဝင်လန်းရတာမို့ patient ထိုလီပေါ်မှာစုပ်ကင်ထားတဲ့အိုးရဲ့လက်လေးကိုမလွတ်ချင်မိမယ်လေလွတ်ပေးလိုက်ရတယ်လေလူနာကလည်းအခြေအနေပြင်းထန်တာမို့ကလေးကိုတခါတည်းခွဲထုတ်မှရမယ်အုတ်ထင်းသူအခုချက်ချင်းလက်မှတ်ထိုးပေးပါနော်သူနာပြုဆရာမဒီထိုးပေးရဲ့စာရွက်ပေါ်မှာလေမိုးသားကလေမြန်လက်မှတ်ထိုးလိုက်ပြီးတော့ကျွန်တော်မိန်းမကိုရောလေကလေးကိုရောကဲတင်ပေးပါနော်ဆရာမဘလို့ပဲဖြစ်ဖြစ်ရအောင်ကဲတင်ပေးပါဗျာကျွန်တော်တောင်းပန်ပါတယ်ရအောင်ကဲတင်ပေးပါနော်ဆရာဝန်ကြီးတွေအကောင်းဆုံးကြိုးစားပေးပါလိမ့်မယ်ရှင်သူနာပြုဆရာမကြီးကလည်းသူယူသူတန်ဖြစ်နေတဲ့သူကိုနှစ်သိပ်ပြီးတော့ထွက်သွားတာပေါ့ခွဲစိတ်ခန်းပေါ်ကလက်ဖို့လေးပေါ်မှာ surgery ဆိုတဲ့စာတန်းလေးပေါ်လာတဲ့ခါမှာတော့မိုးသားစိတ်ယုံကြမ်းမြင်ပေါ်အယုတ်ကျိုးပြတ်ထိုင်ချလိုက်တဲ့လွန်ခဲ့တဲ့မိနစ်ပိုင်းတွင်ကမှသူနဲ့ဦးကအတူတူခေါက်ဆွဲစားခဲ့ကြတာလေဦးသဝင်တူရာကိုသူကသဘောကျပြီးတော့ရှိခဲ့ကြတာဘာကြသေးလို့လဲဦးစားခြင်းနဲ့ ice cream roll ကိုလည်းသူ့သွားဝင်နေတယ်လေမျက်စိတမိတ်အချိန်ခဏလေးတွင်းမာရင်သူ့ရဲ့ကဘာပြူလောက်တဲ့အထိရက်ဆက်မှုမျိုးကိုလေကံကြမ္မာဘာကြောင့်လူရရတာလဲပိုက်ထဲမှာလေ9လပဲရှိသေးတဲ့သမီးလေးကိုခွဲထုတ်ကြတော့မေးတဲ့အကယ်၍သားလေသမီးလေးသူဟာဆက်မတွေ့ရတော့ကျေးဇူးပြုပြီးဗျာအချိန်တွေနောက်ပြန်ဆုပ်ပြီးလို့မရနိုင်တော့ဘူးလားသမီးလေးနဲ့ငါနဲ့လေတယောက်ယောက်ကိုသာရွေးရမယ်ဆိုရင်လေနေသမီးလေးကိုပဲရွေးပါနော်ဦးပြောခဲ့တဲ့စကားတွေကိုလည်းပြန်လဲပြီးတော့ကြားရောက်လာတဲ့အခါသူဟာချက်ချင်းလေးခေါင်းကိုခါထုတ်မိတာပေါ့ငါလေနေရောသမီးလေးကိုရောလုံးဝလက်လွတ်မှာမဟုတ်ဘူးအဲ့ဒါကြောင့်လေနင်းလဲတောက်ခံထားပါနော်မကြခင်မှာသမီးလေးရဲ့နေရဲ့ငါရဲ့ပျော်ရွှင်စရာကောင်းတဲ့လေမိသားစုဘဝလေးတိဆောက်ကြမယ်လေနော်ခွဲစိတ်ခန်းရှင်မလေးသူဟာအယူတစ်ပိုင်းခေါင်းကစိုက်ကြနေတော့မမီတို့နဲ့တို့အကိုရောက်လာတာပေါ့ဒါသမီးလေးဘလို့ဖြစ်ရတာလဲမမီကဲပါအောင်ဗျာအချင်းကြီးကစိုးရင်ရတယ်တဲ့ညီမလေးဘလို့ဖြစ်တာလဲကွာမမီကိုကဲပေးပါဗျာဘိုးသားညီမလေးဘလို့ဖြစ်တာလဲလို့မင်းကိုငါမင်းနေရလေကွာပြောပါကွာကမုံစားချင်နေဆိုလို့မုံဆိုင်မှာလူတွေအုံနေရနဲ့ကိုလူရှိတဲ့နေရာမှာနေခိုင်းပြီးကျွန်တော်ပဲသွားဝယ်တာပါဗျာကျွန်တော်မရှိတဲ့အချိန်လေးကားတစ်စီးကဝင်တိုက်ပြီးတော့မောင်းပြေးသွားတာဗျဘလို့ညီမလေးကိုကားတစ်စီးကတိုက်ပြီးတော့မောင်းပြေးတယ်ဟုတ်လားဒါဆိုအခုအဲ့ဒီကားရောရဲတွေကတော့မိပွိုင်းမှာရှိတဲ့ CCTV ကနေကားနောက်လိုက်ပြီးတော့လေမကြခင်ဖမ်းမိမယ်လို့တော့ပြောသွားတယ်ဒါပေမဲ့ဗျာအခုနဲ့သမီးလေးအချင်းကြီးကကျွန်တော်ဘယ်လိုလုပ်ရမလဲကျွန်တော်ရင်တွေပူအောင်လုံးယူတော့မယ်ဗျာတားရဲ့ပူစေတော့ခတွေအပြည့်နဲ့မြည်ရည်တွေကိုမြင်ရတဲ့အခါလေဒေါ်မီမီစောရင်နဲ့လေမချစ်အောင်ခံစားရတာပေါ့ကျွန်တော်ကြောင့်ပါ
ကျွန်တော်သားလေးအိုးကိုအဲ့နေရာမှာမထားခဲ့ရင်အိုးအခုလိုဖြစ်မှာမဟုတ်ဘူးဗျကျွန်တော်ကြောင့်လေကျွန်တော်မကောင်းလို့အိုးနဲ့သမီးလေးအခုလိုဖြစ်ရတာဆေးရုံနေရန်ကိုခေါင်းနဲ့စောင့်နေတဲ့တောက်သူမတို့ကလည်းမနေဝိုင်းဆွရတဲ့ဒါရဲ့မင်းရဲ့စိတ်ကိုလျှော့ပါခုချိန်မှလေမမီတို့သမီးလေးနဲ့မြေးလေးအန်နီရဲ့ကြအောင်ဆူတောင်းပေးနေရမှာလေကွယ်အိုးတခုခုဖြစ်သွားခဲ့ရင်လေတာယူသွားလိမ့်မယ်မမီရဲ့အိုးကိုကေတင်ပေးပါနော်အဲ့ချိန်မှာ operation ခန်းထဲမှာဆရာဝန်ကြီးထွက်လာတာကြောင့်ဆရာကျွန်တော်မိမနဲ့ကလေးအချင်းကြီးကလေးကမင်းကလေးပါကိုလက်အင်ကအစုံပါတယ်ဒါပေမဲ့ဘာဖြစ်လို့လဲဆရာရကျွန်တော်မြင်မြန်ပြောပါဗျခုနှစ်လားလေဘိုက်ခွဲမွေးလိုက်ရတာမို့ပေါင်ကြီးတော့မပြည့်ဘူးအဲ့ဒါကြောင့်အထူးကြက်မက်ဆောင်ထဲမှာစိတ်ချရတဲ့အခြေအနေရောက်တဲ့အထိလေကျွန်တော်တို့စောင့်ကြည့်မှရမယ်ပြီးတော့လူနာမင်းကလေးကလည်းစိတ်ယုံရောက်လာတဲ့အချိန်မှာသူ့ထွက်တော်တော်ကိုလွန်နေပြီကိုဝင်သိန်းဆိုတော့ပူစရပေါ့ခက်ခက်လေးအချင်းကြီးကြားကနေအမေရောကလေးပါအသက်ကိုလှူထားပေမဲ့လူနာမင်းကလေးအချင်းကြီးကစိတ်မချသေးဘူးလက်လွတ်လိုက်ရတာမျိုးမဟုတ်ရင်တော့မှလေကိုမဝင်သားဖို့ကရာခိုင်နှုန်းတော်တော်ကိုများတယ်လူနာရှင်တွေစိတ်ကိုပြင်ဆင်ထားတာပိုကောင်းပါလေဗျာဆရာဝန်စကားအဆုံးမှာမိုးသာဒူးတွေခွေကျသွားပြီးအမြဲအာရုံအလုံးမှောင်မိုက်သွားရတာပေါ့အဝါရောင်ပန်းခင်းကျဲကြီးရဲ့နေဘေးမှာအရှိန်အောင်ပြင်းစွာနဲ့ရေတွေစီးကျနေတဲ့ရေတကွန်ကြီးလည်းရှိတယ်သူကအိုးပေါင်ပေါ်လှည့်ရင်စာအုပ်ဖတ်နေပြီးတော့အိုးကလည်းသူ့ရဲ့စပင်လေးတွေကိုတက်တင်ပေးနေရပေါ့ခက်လန်းလန်းမှာတော့ချစ်စရာအလွန်ကောင်းတဲ့သူတို့သမီးလေးရလည်းလိပ်ပြာလေးတွေကိုလိုက်ဖမ်းပြီးခိုးခိုးခိခိရှိနေရဲ့လေစော်နေတဲ့သမီးလေးကိုအိုးကမုတ်စားဖို့လှမ်းခေါ်လိုက်တယ်ဘိုးနဲ့ပြေးလာပြီးသူ့နားမှာဣကနေဝင်းထိုင်တာပေါ့အိုးပြီးတဲ့ပေါင်မုံလေးကိုပါလေးဖောင်းနေအောင်စားနေတဲ့သမီးလေးရဲ့ပေါင်ဖောင်းလေးတွေတဲ့သူ့ရဲ့နှာခေါင်းလေးနှိမ့်ဝင်သွားတဲ့အထီကိုနမ်းရှုပ်လိုက်တာသမီးလေးကလေသူ့ကိုနမ်းတယ်လို့မျိုးအိုးကိုပါလက်ညှိုးထိုးပြပြီးမိမိကိုလည်းနမ်းလို့ပြောတာပေါ့သမီးလေးရဲ့မျက်လုံးလေးကိုလေလက်နဲ့ခဏပိတ်လိုက်ပြီးသမီးလေးအလိုကြသူ့နမ်းလိုက်မိတာမှာနေနေတဲ့အိုးရဲ့နှာခမ်းပေါင်းလေးတွေကိုပေါ့ဒီနူးစရာလေးအချိန်ပိုင်းလေးတစ်ခုဒါအိမ်မက်ဆိုရင်လေသူဟာတစ်သက်လုံးမနိုးတော့လေအိတ်ဆက်ချင်းနေတာအိပ်ပျော်သွားခြင်းတော့တာပေါ့ဒါပေမဲ့ဆူတောင်းတွေကမပြေခဲ့ပါဘူးမျက်လုံးတွေမဖွင့်နိုင်သေးခင်မှာပဲနှာခေါင်းနဲ့တိုးဝင်လာတာကစိတ်ယုံငါခက်ပြင်းပိုးသက်စီးနေမော့တာတတိရလာပြီလားမေးတာတတိရလာပြီထင်နေဒေဒီရဲ့အော်တန်ကြောင့်သူ့အနားလေးမာဘီပါပြေးရောက်လာတယ်ဒေဒီမမီတားလေးတတိရလာပြီလားအိုးသမီးအိုးဟာရှိပါလေတာရဲ့တာဖြည်းဖြည်းချင်းထားနော်သမီးလေးတာရဲ့သမီးလေးရောမမီတာရဲ့စိတ်ကိုအေးထားပါတာလျှော့ရပြီးတော့လေသတိမိသွားတာတာစိတ်ကိုအရင်ဆုံးချင်းအောင်ထားနော်တာသမီးလေးနဲ့တွေ့ချင်နေတာကိုတွေ့ခင်ပေးပါတာတောင်းပန်ပါတယ်မမီရဲ့တာကိုတွေ့ခင်ပေးပါနော်တတိယလာချင်းသူအနူးညွတ်တောင်းပန်နေရမို့မမီမှာနောက်ဆုံးသူ့ရဲ့ဆန္ဒကိုလိုက်ရောလိုက်ရတာပေါ့အထူးကြက်မက်ဆောင်ရှိအပြင်မှန်ကားထားတဲ့နေရာမှာရက်လိုက်တော့ဆီယာမာလေးကလည်းအထေးကနေလိုက်ကလေးကိုလာဖွင့်ပေးတာပေါ့အဲ့ဒီထဲမှာသမီးလေးလည်းရှိနေရပေါ့မကြပါဘူးဆီယာမာလေးတူကတွန်းလဲလေးကိုသူ့စီတွန်းလာပြီးခဲ့လေပထမဦးဆုံးအချိန်သမီးလေးကိုမြင်လိုက်ရတဲ့အချိန်နှလုံးသားတစ်ခုလုံးလေးအရှင်လက်ဆွဲဆုပ်လိုက်သလိုခံစားလိုက်ရတာပေါ့ပေါင်မပြေပဲဝေးလာတဲ့တနာစရာသမီးလေးကလေတကယ်ကိုမှတည်တည်လေးနှာခေါင်းမှာလည်းပိုက်တက်ထားရပြီးအသက်ကိုယ်တော်မှာလူရှူနေရတဲ့ပုံပေါ့သမီးနဲ့သူအကြားလေးကာထားတဲ့မှန်ကြီးလေးကိုလက်ထောက်ပြီးကြည့်ရင်သူဟာလည်းမျက်ရည်တွေကျလာတာပေါ့ရင်ထဲမှာလည်းငရဲကြသလိုပူလောင်ရတယ်ဘာလို့များလေသမီးကြမှာဒီလိုအဖြစ်ဆိုးမျိုးကြုံရလေသမီးကိုမလို့ချင်းပြောခဲ့မိရဲ့ကံကြမ္မာကလေသမီးရဲ့အခုလိုပုံစံကိုမြင်အောင်စေပြီးတော့သူ့ကိုအပြစ်ပေးနေသလားပဲလေအိုးရောသမီးလေးရောအဖြစ်ဆိုးနဲ့ကြုံနေရတဲ့အချိန်မှာဘာမှမလုပ်နိုင်မဲနဲ့ဒီတိုင်းရှိနေရတဲ့သူ့ဖြစ်ကိုသူလေဆက်စုံရွှရှာလာတယ်သူကမှအမှန်တကယ်တည်သေးတဲ့ကောင်မှဘာလို့လေအပြစ်မရှိတဲ့အိုးနဲ့သမီးလေးကိုမှအဲ့ဒီစားလေသူ့တက်ကိုပဲယူသွားပြီးလို့မရဘူးလားဗျာအိုးကိုတိုက်သွားတဲ့ကားသမားနဲ့အဲ့ဒီကားကိုငွေပေးပြီးခိုင်းတဲ့လူကိုဖမ်းမိပြီးဆိုပြီးရဲစခန်းမှာအကြောင်းကြားလာတဲ့အခါသူဟာစခန်းကိုအမြန်သွားရတာပေါ့အခုဆိုလေအိုးရောသမီးလေးရောပို့ပြီးစိတ်ချယုံကြည်ရတဲ့အာယူစေယုံကြည်စီကိုပြောင်းထားတာတစ်ပတ်လဲပြည့်ပြီပေါ့သမီးလေးချင်းလေးကမွေးစားကားထက်ဆိုင်တိတိတသာတိုးတက်လာပြီးတစ်ပတ်တွင်းမှာပေါင်ကျင်းလေးအနှင်းငယ်တက်လာတဲ့အိုးကတော့အခုချိန်ထိလုံးဝသတိပြန်လဲမလာသေးဘူးတပတ်တွင်သူ့ရဲ့ပုံစံအားလည်းမြစ်တွင်းတွေခြိုက်ဝင်နေရင်ပိန်ကြသွားတာကလေပါယူရီတောင်မှငေါထွက်နေပြီပေါ့
နှကမ်းမွေးဟာလည်းမရိပ်တင်နိုင်တာကြောင့်အရင်ကမိုးသားကောင်းကင်ပုံရိပ်ပြောင်းပြီးလိုဝါကိုညှင်းတူတူလေးဖြစ်နေတယ်စခန်းရောက်တော့အထဲကိုပြေးဝင်သွားပြီးအမှုကိုအပ်ထားတဲ့အရာရှိကိုအသေးအံလိုက်ရှာတယ်။အော်ငါညီရောက်လာပြီပဲဆရာတရားခံဖမ်းမိပြီဆိုအခုသူဘာမှလဲစိတ်အေးထားပါညီလေးရဒါစခန်းတော့မင်းစိတ်ငြိမ်သွားပြီဆိုမှတရားခံကိုတွေ့ဝင်ပြီးမယ်ကွာကျွန်တော်ဘာမှဖြစ်ပါဘူးဗျာကျွန်တော်ကိုသာလေအဲ့လူတွေနဲ့တွေ့ခွင့်ပေးပါဗျအရာရှိကလေသူ့ကိုတရားခံတွေရှိရာစီကိုခေါ်သွားတယ်အချုပ်ထဲမှာတနေရာစီထိုင်နေတဲ့လူနှစ်ယောက်ပေါ့တယောက်ကအသက်40အရွယ်လောက်ရှိပြီးတယောက်ကတော့လူလက်ပိုင်းအလွန်ဆုံးရှိမှ30လောက်ပဲရှိအောင်မေသူကအချုပ်ခန်းတန်တိုင်တွေရှိမှရက်လိုက်ပြီးတော့ဘာလို့လုပ်ခဲ့ရလဲဗျာအသက်30အရွယ်လေအဲ့ဒီသူကလည်းထိုင်ရမှာထလာပြီးသူနဲ့မျက်နှာချင်းဆိုင်မှာရက်လိုက်တယ်မင်းကိုခံစားစေချင်လို့ဘလို့ကျွန်တော်ကခမ ्या ကိုမသိဘူးဗျမင်းကငါ့ကိုမသိပေမဲ့ငါကမင်းကိုကောင်းကောင်းသိနေတယ်ကွာမင်းကလေငါရဲ့ရင်ဝင်နေရလေငါညီမလေးကိုဆွဲထုတ်ဖို့လုပ်ခဲ့တာမို့မင်းကိုငါခံစားခဲ့ရတဲ့အတိုင်းထပ်တူခံစားရဖို့ခိုင်းခဲ့တာမိမရောခလေးရောလေစိတ်ယုံမှာဆိုတော့မင်းပုံစံကငါထင်ထားတာထထောင်ပိုနေသေးတယ်တကယ်ကိုလေအယူမွေးဝိုင်းပါလားဘလို့လဲမင်းလေးကြမှာတော်တော်မှလေခံစားလိုက်ရရဲ့လားကွာခမ ्या ညီမဘသူမို့လေဒီလိုမျိုးမင်းအပျော်တွဲပြီးတော့လေရရဆက်ဆက်လမ်းခွဲခဲ့တဲ့နှွေးနီးဆိုတာငါညီမပဲကွာမင်းလမ်းခွဲခဲ့တဲ့ဓာတ်ကိုလေမခံစားနိုင်တဲ့ဆိုငါညီမလေးကကိုတက်တည်ခဲ့တာအချိန်မီတီးလို့လေငါညီမလေးအသက်ကိုကဲလဲနိုင်တာကွာငါညီမလေးအသက်လူနေတဲ့အချိန်လေးမင်းကတော့မိမနဲ့ပျော်ပါနေအောင်မကြည့်ချင်လို့ငါခံစားရတယ်လို့မျိုးခံစားရအောင်မိမကိုကားနဲ့တိုက်ခိုင်းလိုက်တာအစားကတော့လေအိုးကိုအခုလိုဖြစ်အောင်လုပ်တဲ့တရားခံကိုလောကအလှမပေးပဲကျင်းသေးအပြစ်ခံစားရအောင်လုပ်ပြမယ်လို့တွေးထားပေမဲ့တကယ်တမ်းကြတော့လေတရားခံအစ်စ်ကသူ့ဖြစ်နေရပဲရေစခန်းမှာပြန်ထွက်လာတဲ့အထိသူ့ရဲ့ပုံစံဟာလေဗလာနဲ့ထိဘာသိစိတ်မှမရှိတော့တဲ့လူတစ်ယောက်လိုပဲဘယ်ရာကိုမှလေးလေးနက်နက်မရှိဘဲနဲ့အပျော်သဘောထားပြီးတော့လုပ်ခဲ့တဲ့အရာတွေကအခုတော့လေသူ့စီကိုပြန်လှည့်လာတာအစိတ်ရည်တုံလူထားတဲ့ဓာတ်သွားတွေလိုပေါ့အဲ့လိုဆိုလဲလေအပြစ်တွေအလုံးသူတယောက်ပဲခံယူတင်တာမဟုတ်ဘူးလားဘာလို့အပြစ်မရှိရလေအိုးနဲ့သမီးလေးကအဖြစ်ဆိုးတဲ့ကြုံရပြီးတော့တကယ်တရားခံသူကလေဘာလို့အခုလိုအကောင့်တိုင်းရှိနေရလဲကွာနွေနီကိုသူဟာအပျော်တွေးပြီးတော့အပျော်သဘောလေးဘာခံစားချက်မှမရှိဘဲနဲ့အဆက်သွယ်ဖြတ်ခဲ့တာပေါ့အခုတော့နွေနီဝစ်တီသူဟာလဲနေပြီးထင်ပါတယ်သမီးတနာစရာကောင်းတယ်လေသူ့သမီးလေးမကောင်းတဲ့အဖေကြောင့်လေအသက်ရှင်ဖို့အခုထိရောလေခက်ခဲကြိုးပမ်းနေရတဲ့သူ့ရဲ့သမီးလေးသူဟာဘလို့မျက်နှာမျိုးနဲ့လေသမီးကိုသမီးလို့ခေါ်ရမလဲအခုဒီလေလေတတိပြန်လဲမလာသေးတဲ့အိုးအနားမှာရောဘလို့စိတ်နဲ့ဆက်ပြီးတော့အတူရှိရမှာလဲရင်ဘတ်တစ်ခုလုံးလေစွန့်နေတင်းကျပ်လာပြီးအသက်ရှူမဝတော့တယ်လို့လည်းခံစားရတယ်အိုးရောသမီးရောလေအသက်လူနေကြတဲ့ချိန်မှာသူကအခုချိန်ကြီးအသက်ရှင်လျက်ရှိနေခြင်းဟာတရားပါရဲ့လားမျက်ဝန်းထဲမှာမျက်ရည်တွေပြည့်လာတာမို့သူ့ရဲ့အကြည့်တွေကလည်းဝေဝါးလာတယ်သူကအသက်ရှင်လျက်ရှိနေတာကဘယ်တရားပါမလဲအပြစ်မရှိတဲ့အိုးနဲ့သမီးလေးခံစားရတယ်လို့မျိုးသူကခံစားရမှတရားမှာပေါ့သူ့ရဲ့နှကန်းတွေပြုံးလိုက်ပြီးတခုခုကိုရေရွတ်လိုက်တာပေါ့အိုးငါတို့မကြခင်ပြန်တွေ့ရအောင်ကွာလေးနေခံကြတဲ့အခါဒေဒီရင်ထတော့လေအပြင်မှာမိုးတော်လေးနေပြီးဒေဒီရဲ့ထတော့နော်နားလေးဝင်လာတဲ့သမီးတန်ချိုလေးကြောင့်မိုးသားလေးပြုံးလိုက်မိတာပေါ့အတင်းကိုလုံနှုံးနေတဲ့သမီးကြောင့်လေမိုးသားလက်ငါးချောင်းထောင်းပြလိုက်တယ်သမီးဒီလောက်ပဲကွာနော်ဒေဒီကိုလေဒီလောက်ပဲပြီးအိတ်မိုးသားက9မိနစ်လို့ဆိုလိုက်တာကိုသမီးလေးကနားလည်မှုလွဲပြီးတော့9စက္ကန့်လို့ထင်ပြီးတော့လက်ချောင်းလေး9ချောင်းထောင်းပြီးတစ်ချောင်းချင်းစီ1 2 3 4 5ဆိုပြီးတော့ရေတွက်နေရပေါ့ဒေဒီရိတ်ပြေးသွားပြီလေနော်ညနာပေါ်လက်တင်ပြီးအိတ်နေရကြောင်းသူ့လက်ကိုအတင်းဆွဲဖေပြီးနှိုးနေတဲ့ချစ်သမီးငယ်လေးကိုမိုးသားဆွဲဖမ်းပြီးပေါင်းလေးကိုတရှုရှုမြအောင်နမ်းလိုက်တာပေါ့ဒေဒီရားတယ်လို့မွေးနေရပဲဒေဒီအချစ်ကလေးရဲ့ချစ်ချင်းလေးကဖွားနဲ့လေမနဲ့အစောကြီးထားပြီးဖျားရှခိုးပြီးဖိုးနဲ့လေလမ်းလျှောက်ထွက်ပြီးဒေဒီသာအိတ်ပုတ်လုံနေတာဟာဟုတ်ပါပြီဒေဒီကအိတ်ပုတ်လုံနေရပဲထားပါတော့ဒေဒီဒီနေ့မမီစီကိုလိုက်ပို့ရမှာနော်မိနေပြီလားချစ်ချင်းလေးကအကုန်ပြင်ဆင်ပြီးသွားပြီသွားခါနေမှာဖွားလေးပြီးရဲ့လေခေါင်းဝင်လေးကောက်ဝစ်လိုက်ရုံမိန်ဒေဒီခါဖြစ်လေမျက်နှာအောင်မသိရသေးဘူးမမီစီသွားဖို့နောက်ကြတော့မင်းထင်းနေချစ်ချင်းလေးတိတ်ဆိတ်ညစ်တာပဲဆရာမကြီးပုံစံနဲ့လက်လေးပိုက်ပြီးသူ့ကိုစူပူနေရဲ့လေတမင်းငယ်လေးချစ်ချင်းဝလာကိုသူ့မှာချစ်မွာဖြစ်နေရတာပေါ့
ဒေဒီကလေအဲ့ရဆော့ဆော့မထားမိတော့စိတ်ထားကောင်းပြီလှပတဲ့ဒေဒီချစ်ချင်းလေးရပဲဒေဒီကိုခွင့်လွှတ်ပေးပါနော်ဒေဒီမြ мян ပြင်ဆင်ပြီးတော့အောက်ကိုဆင်းလာခဲ့မယ်လေဒေဒီကိုလေလက်တန်ရှိ3အထိပဲအချိန်ပေးမယ်နော်လက်တန်ရှိ3အတွင်းလေးပြီးအောင်လို့မပြီးရင်တော့ချစ်ချင်းလေးကမမီနဲ့တိုင်ပြောပြီးပဲမိုးသားနာရီကိုလှမ်းကြည့်ရောလေ9နာရီထိုးဖို့9မိနစ်လိုသေးတယ်လက်တန်ရှိ3အထိဆိုတော့သမီးလေးကမိနစ်20ပဲသူ့ကိုအချိန်ပေးတာပေါ့လေးနှစ်သမီးဆိုပြီးတော့လေနာရီကောင်းမကြည့်တတ်သေးပေမဲ့ညံကောင်းနဲ့သမီးလေးကလက်တန်ရှိရဘဲနေရလေလက်တန်တူကဘဲနေရဆိုပြီးတော့လေပြောတတ်တယ်မမီနဲ့တော့မတိုင်ပါနဲ့သမီးရေဒေဒီမမြန်လုပ်ပြီးတော့လေအောင်ဆင်းခဲ့မယ်လေသမီးရအောက်မှာမုန်းစားပြီးတော့စောင့်နေနော်လက်တန်ရှိ3အထိပဲနော်ဒေဒီမြန်လို့သူ့ကိုမယုံသလိုလှက်ကြည့်လှုပ်ပြီးမှသမီးကစပင်ကောက်ကောက်လေးတွေလှုပ်ခါပြီးအခန်းထဲမှာထွက်ပြေးသွားတာပေါ့သမီးရဲ့နောက်ကျောပြင်လေးကိုကြည့်နေရင်သူ့ရဲ့အကြည့်တွေကလေစပွဲပေါ်ကအိုးတက်ပုံလေးစီကိုရောက်သွားတော့တာပေါ့တက်ပုံလေးကိုလှမ်းယူပြီးတော့အနံလေးတပွင့်ချွေလိုက်တယ်ငါတို့သမီးလေးကလေအခုဆိုရင်စကားတွေအယမ်းတက်နေပြီတိလားအိုးရဲ့လွန်ခဲ့တဲ့လေးနှစ်ကလေသူ့ကိုယ်သူအိုးခံစားခဲ့ရတယ်လို့မျိုးကားရှိပြေးဝင်ပြီးတော့အဆုံးစီရင်ဖို့အတွက်ကြံစီပေမဲ့တရခန်ကိုသိကျင်တာကြောင့်စကန်းကိုလိုက်လာတဲ့အိုးအကိုကကတ်တင်ခဲ့တာကြောင့်လေသူဟာဘာမှမဖြစ်ခဲ့ဘူးအကြောင်းစုံသိသွားတဲ့အခါမှာလေကိုမင်းချစ်သူကသမီးလေးမျက်နှာကိုထောက်ပြီးတော့ခွင့်လွှတ်ပေးခဲ့ပါတယ်အားလုံးကလည်းသူ့ကိုခွင့်လွှတ်ပေးလေသူ့ကိုသူပို့ပြီးတော့ခွင့်မလွှတ်နိုင်လေဖြစ်ရတယ်ဆေးရုံရောက်ပြီးမမီယာလေးသူ့အဆုံးစီရင်မဲ့အကြောင်းကိုသိသွားတဲ့အခါသူ့ရှေ့မှာလေဒူးထောက်ချပြီးတော့ငိုတာပေါ့သူတယောက်အတွက်ကြောင့်လေဘေးမရှိတဲ့သူတွေအားလုံးစိတ်တော့ကရောက်ခဲ့ရတယ်သူလည်းပဲလွန်ခဲ့တဲ့လေးနှစ်ကအသိစိတ်မရှိရတဲ့လူတယောက်လုံးဖြစ်ခဲ့ရတာပေါ့နောက်ဆုံးအထူးကျမတ်ဆောင်ထဲမှာထွက်လာတဲ့သမီးလေးကိုပထမအဆုံးချီပွေးခွင့်ရတဲ့အချိန်မှာသမီးလေးအတွက်သူမမရက်တီရမှာပါလားဆိုပြီးတော့အတိတရားတွေလည်းပြန်ဝင်လာခဲ့တယ်သမီးလေးကိုအဖေတရားကရောအမေနေရာကပါအကောင်းဆုံးပြုစုဆောက်ရှောက်ခဲ့တယ်မပြီးသေးတဲ့အကြောင်းတစ်နှစ်ကိုပြီးအောင်ဆက်တက်ပြီးကျောင်းကိုအဆိုင်မဲ့တွန်းတင်တာအစသမီးလေးကိုပွေပြီးတော့ခေါ်သွားတာပေါ့အားလုံးရဲ့မျက်နှာတွေကသူ့ကိုဝိုင်းကြည့်ခဲ့ပေမဲ့သူဟာလုံးဝမရှက်ခဲ့ပါဘူးသမီးလေးဟာဒါလီသူရက်တီဖို့အတွက်အင်အားတရဖြစ်ခဲ့တာပေါ့ထမင်းကျွတာကအစအငြိအကျေးတန်ရှင်းလေးတန်ရှင်းပေးတာကအစုံသမီးလေးရဲ့ဝေယဝိဆာအကုန်လုံးသူ့ပဲအကုန်လုံးရမှာကျင့်တတ်ခဲ့တာပေါ့အတွေ့အမှာနဲ့ကျွနေတော့နိုင်ကိုလှမ်းကြည့်တော့သမီးလေးအချိန်ပေးတဲ့အချိန်တောင်ပြည့်တော့မှလေသမီးလေးပေးတဲ့အချိန်တောင်ပြည့်တော့မိမဖြစ်ဘူးမိတက်ပါလေးရလေလက်တန်ရှည်3ထိပဲအချိန်ပေးထားတာ तू ကမမြင်လုံးရမယ်လေမင်းချစ်သူကလေညီမလေးမျက်နှာကို snow tower လေးနဲ့တန်ရှည်လှုပ်ပေးနေတော့ကြားလိုက်ရတဲ့အတန်ဆဆာလေးကြောင့်အလိုလိုပြုံးသွားတာပေါ့မမီးရေချစ်ချင်းလေးရောက်လာပြီနော်ဟာလေးရှိနေရပြီမင်းချစ်သူနောက်ကိုလှည့်ကြည့်တော့တူမဖြစ်သူချစ်ချင်းလေးနဲ့မိုးသားပေါ့အမလီဒီကိုလာပါအောင်လေးရဲ့ဝက်ပေါက်လေးရဲ့ချစ်ချင်းရဲ့လက်ထဲမှာတပွေနေသောနှင်းစီပန်းလေးကိုမမီနားမှာထားတယ်လေပန်းအိုးလေးတွေကိုခြေပြားလေးထောက်ပြီးတော့ထည့်လိုက်တာပေါ့ခဏလေးနော်လေးချစ်ချင်းလေးလေမမီကိုနှုတ်ဆက်လိုက်ဦးမေချစ်ချင်းမမီပါလေးကိုလေချစ်ချင်းကလေမမီပါလေးကိုရှုပ်ခနဲမြေအောင်နမ်းလိုက်တယ်လေမမီလေမမီချစ်ချင်းလေးရောက်လာပြီနော်ဒီနေ့လေချစ်ချင်းလေးနဲ့မမီနဲ့အကြာကြီးနေမှာနော်အခုတော့လေးကိုအရေးတကြီးလေးပြောမှဖြစ်မဲ့ကိစ္စလေးရှိလို့ပြောလိုက်ဦးမယ်နော်ဟင်လေးကိုဘာတွေများအရေးတကြီးပြောစရာရှိလို့လေချစ်ချင်းလေးရဲ့ဒီလိုလေးရဲ့ချစ်ချင်းလေးကခုံတခုံဆွဲယူပြီးမင်းချစ်သူရှိမှခက်တီလေးဝင်ထိုင်လိုက်တယ်မိုးသားကတော့သမီးဘာပြောမလဲဆိုတာသိတာကြောင့်ခေါင်းတစ်ခါခါနဲ့ပြုံးလိုက်မိတာပေါ့ဟိုလေတီဒီဇိုင်နာကိုလေချစ်ချင်းအတွက်အဆာဝတ်စုံလေးချုပ်ပေးဖို့ပြောပေးပါနော်ချစ်ချင်းတို့မူကြွားလုံးမဲ့ကပွဲမှာလေချစ်ချင်းကအဆာလုံးရမှာအဲ့ဒါလေအဲ့တီကမင်းသမီးတွေအဆိုတော်တွေအတွက်ပါအင်ကြီးချုပ်ပေးနေကြဆိုတော့ချစ်ချင်းအတွက်ဝတ်စုံလေးချုပ်ပေးရင်မူကြိုမှာချစ်ချင်းလေးကအစမူကြိုမှာချစ်ချင်းလေးကအလှဆုံးဖြစ်သွားမှာသိလားအဲ့ဒါကချစ်ချင်းလေးရဲ့ချစ်ချင်းလေးပြောတယ်ဒီဇိုင်နာဆိုတာသူ့ကိုရေလာမြောင်းပြီးလုပ်ပေးနေရသူမို့ချစ်ချင်းလေးပြောတဲ့အတိုင်းလုပ်ရင်တော့တခါလေမျောလင်းချက်ပေးသလိုဖြစ်သွားမှာဆိုတာကြောင့်လေမင်းချစ်သူဘေးချက်နံချက်ဖြစ်နေတော့ဒရာမာမင်းသမီးလေးကလေချစ်ချင်းကိုမျက်ရည်တွေဝဲတက်လာတာပေါ့လေးကချစ်ချင်းလေးကိုမချစ်ဘူးလားယင်ချစ်ချင်းလေးကဒရီစင်ကာပူကနေဝယ်ပေးမယ်ဆိုတာကိုတော့မှညင်းပြီးတော့လေးကိုပူစားတာကိုလေးကမလုပ်ပေးချင်ဘူးလားယင်ချစ်ချင်းလေးကိုမုန်းလို့လားဟာဘယ်ရတာသမီးလေးရဲ့လေးကချစ်ချင်းလေးကိုမမုန်းပါဘူးဒီလောကကြီးမှာလေလေးကချစ်ချင်းလေးကိုအချစ်ဆုံးလေးဒီလောကကြီးမှာလေးကချစ်ချင်းလေးကိုအချစ်ဆုံးပဲလေးပြောမယ်နော်
လေးရဲ့ချစ်ချင်းလေးအစာဝတ်စုံလေးနဲ့မူကြိုမှာအလားဆုံးဖြစ်နေစေရမယ်နော်လေးလေးကြည့်ပေးတယ်မငိုရဘူးနော်မင်းချစ်သူကတူရဲတော်သူမလေးမျက်ရည်တွေကျလာတာကြောင့်ထိထိပြပြနဲ့ချော့ရတာပေါ့အဲ့ဒီချိန်မှသာရင်ခွင်ထဲမှာမင်းသမီးလေးကလည်းရှေ့သွားကျူးလေးနဲ့ချောင်းနဲ့ရီပြတယ်အဖေရောအမေရောရဲ့အလားတွေစုပုံရထားတဲ့ချစ်ချင်းလေးညီမလေးကိုမဝင်သွားတဲ့အချိန်တွေကညီမလေးကိုပါလေးဖြစ်တယ်လေဒီကလေးအပေါ်ကိုသာသူ့ရဲ့အချစ်တွေပုံပေးခဲ့ရတာပေါ့ပြီးတော့ညီမလေးငယ်ငယ်ကမှလေးအနေအေးသေးတဲ့ချစ်ချင်းလေးရလေးညီမလေးနဲ့ရုပ်ပဲတူပြီးစိတ်ကြတော့ညီမလေးနဲ့လုံးဝကိုမတူတာအဲ့ဒါကြောင့်တွတ်တွတ်လက်လက်ချွတ်ချွတ်နွဲ့နွဲ့လေးနဲ့လေဦးလေးဖြစ်သူရဲ့နှလုံးသားကိုအရေးပြောအောင်နှွဲဆိုးလေးလှုပ်တက်တာပေါ့အသားလေးကလည်းထိရစရာမရှိအောင်ဖြူဝင်းနေပြီးမြဝအိမ်ဝိုင်းဝိုင်းလေးနဲ့လေအယုံမလေးတွေလို့စပင်လင်းကောက်ကောက်လေးတွေမှာကလေးတိတိလေးတွေကမျိုးစုံရှိနေတတ်တာပေါ့နှစ်ဖက်မိသားစုရဲ့အသေးကြော်လေးဖြစ်နေသလိုသူ့ဖေမိုးသားကလည်းလက်ကားကိုမချချင်တဲ့အထိတသေးလှုပ်ချရတဲ့ဆူတောင်းကောင်းနဲ့လာခဲ့တဲ့ကလေးလေးပဲပေါ့ညီမလေးသာတတိပြန်ရလာရင်လေဒီသမီးလေးကိုဘလောက်ထိချစ်လိုက်မယ်လေလိုချင်တာရသွားတာကြောင့်မိချွဲလေးကလည်းသူ့မိနာကိုပြန်ကတ်တာပေါ့အလုပ်တွေရောဘလို့အခြေအနေရှိလဲညီအဆင်ပြေပါတယ်အကိုဟိုတခါလေးဂျာမန်ကသွင်းထားတဲ့ကားတွေအကုန်ကုန်သွားပြီလေမိုးသားက e-sport ဂိမ်းဆိုင်လေးကနေအခုဆိုရင်လေကားရှူရုံဖွင့်နိုင်တဲ့အထိစီးပွားရေးပိုင်းမှာတော်တော်လေးကိုတွင်ကျယ်နေပြီပေါ့ဒါပေမဲ့ custom ပိုင်းမှာနည်းနည်းလေးပြဿနာရှိနေရဲ့အကိုဒီတစ်ခေါက်ကအဆင်ပြေပြေဖြစ်သွားပေမဲ့နောက်တစ်ခေါက်ကျရင်တော့မလွယ်လောက်ဘူးထင်နေစီးပွားရေးလုပ်ရတာကတော့ဒီလိုပါပဲငါညီရဒီလိုလုပ်လေလာမယ့်ဆန်လေးကို custom ကကိုခင်မောင်ချူနဲ့ငါညီတွေ့လို့ရအောင်စီစဉ်ပေးမယ်အဲ့လိုဆိုရင်တော့လေကျေးဇူးများကြီးတင်ပါတယ်ကိုရမဟုတ်ရင်လေအကိစ္စကိုကျွန်တော်တော်တော်ကိုခေါင်းခဲနေရတာမမီချစ်ချင်းလေးဒီနေ့မမီကိုမူကြိုမှာတီချဲပြောပြတယ်လိုင်ယွန်းနဲ့မော့စ်ကလေးပုံပြင်ပြောပြမယ်နော်အတန်နဲ့အတန်ထားနဲ့ပုံပြင်ပြောဖို့ပြင်နေတဲ့ချစ်ချင်းလေးကိုမိုးသားရောမင်းချစ်သူရောလှမ်းကြည့်လိုက်တာပေါ့ချစ်ချင်းလေးကနာမည်ကြီးလေး International Preschool မှာတက်နေရမို့အင်္ဂလိပ်လိုကတော့ကျွမ်းမကိုကျွမ်းတာမြန်မာစာဘက်မှာလည်းအားနေတော့မှဆိုတာကြောင့်အိမ်မှာဆီယာမတယောက်ခေါ်ပြီးတော့တင်ကြားထားတယ်အိမ်မှာဆီယာမတယောက်ခေါ်ထားပြီးတော့ကိုတင်ကြားစရာပေါ့မမီချစ်ချင်းလေးပြောတဲ့ပုံမြင်ရလေနားထောင်ကောင်းလားယင်ချစ်ချင်းလေးကမူကြိုကပွဲလေ story teller လေးလုပ်ရအောင်မမီရဲ့ဟေးမမီလက်လေးတွေရှင်းနေပြီနော်ဟေးမမီလက်သေးလေးတွေရှင်းနေပြီဒယ်ဒီရဲ့မမီလက်သေးလေးကိုလာညက်ပေးပါအောင်နော်ဒါပါပြီဗျာမိုးသားကလက်သိမ်းညက်လေးယူပြီးရှင်းနေပြီဖြစ်တဲ့အိုးအိုးရဲ့လက်သိမ်းလေးတွေကိုတချောင်းချင်းစီတယူတရာညှက်ပေးနေမိတာပေါ့ပြီးတော့လက်ဖမိုးလေးကိုနူးနူးညံ့ညံ့နမ်းလိုက်တော့လေသမီးလေးကပါဇက်ကိုလက်လေးနဲ့အုပ်ပြီးတော့အတန်တိတ်ကိုရီနေတာအိတ်နေတာအရန်ကြပြီးမထင်ဘူးလားအိုးအိုးရဲ့အိတ်နေရလေအရန်ကြပြီးမထင်ဘူးလားအိုးအိုးရဲ့ငါတို့ရဲ့လေအရန်ကိုချစ်စရာကောင်းတဲ့သမီးလေးကိုထားကြည့်ပါအောင်ဟာညနေဆောင်တော့ဆေးရုံကနေသူတို့သားဖားလေးအိုးကိုနှုတ်ဆက်အနံလေးတပွင့်စီပေးရင်းနဲ့ထွက်လာတာပေါ့ဒယ်ဒီဗျာမောင်မီးရလေဘယ်တော့နိုးမှလဲရင်ချစ်ချင်းလေးမောင်မီနဲ့အတူကစားကျင်လာပြီမောင်မီကနိုးလာတော့မှာပါသမီးလေးရဲ့မောင်မီနိုးလာရင်လေခြံထဲမှာချစ်ချင်းလေးဖွားဖွားနဲ့အတူစိုက်ထားတဲ့နှင်းစီဖြူလေးတွေမောင်မီကိုပေးမယ်ပြီးရင်မောင်မီကိုချစ်ချင်းငငယ်ကဓပုတ်နေအားလုံးပြန်ပြမယ်မူကျိုကပြန်ရောက်တာနဲ့လေမူကျိုကအကြောင်းနေမောင်မီကိုပြန်ပြောပြမယ်ဖွားဖွားကပြောတယ်မောင်မီကဟင်းချက်အရန်တော်တာတဲ့ချစ်ချင်းလေးကလေမောင်မီကိုမုတ်တယ်အများကြီးလှုပ်ကြွေးခိုင်းမှာသမီးလေးလေစကားတွေနားထောင်ရင်းနဲ့ရင်ထဲတင်းကျပ်လာတာမို့ဆီယာတိုင်းကိုလက်နဲ့တင်းကျပ်စွာဖိဆုပ်ထားလိုက်မိတယ်။အိုးအိုးရာငါတို့သမီးလေးရဲ့စကားတွေကိုလေပြန်ကြားအောင်လှည့်ပါအောင်ဟာ။ဒယ်ဒီတပတ်ခါလေးဂုံဂုံလေးဗတ်တေးရှိတယ်နော်။ချစ်ချင်းကိုပရက်ဆက်ဝယ်ပေးပါအောင်ဒယ်ဒီရဲ့မွေးနေ့ကိုလေချစ်ချင်းကလက်ပလာနဲ့တွားရမှာလားလိ။မွေးနေ့ကိုချစ်ချင်းကလက်ပလာနဲ့တွားရမှာလားလို့မသွားရပါဘူးသမီးရဲ့ဒယ်ဒီမနေ့ပြန်လေကုမ္ပဏီကအပြန်ဆက်ဝင်လာခဲ့မင်းနော်လီလီကလေသူ့မောင်လေးရဲ့မွေးနေ့မှာတော့မှသူ့ရဲ့မာမီကပြန်မလာလို့ဆိုပြီးတော့ချစ်ချင်းကိုငိုပြီးတော့ပြောပြသေးတာဒယ်ဒီလီလီလေးမာမီကလီလီနဲ့ဂုံဂုံလေးကိုမချစ်တာလားယင်ဒယ်ဒီဘယ်အမေမစိုးလေကိုမွေးထားတဲ့သားသမီးကိုအချစ်ဆုံးပေါ့သမီးရဲ့မာမီချစ်ချင်းလေးကိုလေပိုက်ထဲမှာချစ်ခဲ့တဲ့အကြောင်းနဲ့အိမ်ပြန်ရောက်ရင်ပြန်ပြောပြပေးပါဦးနော်ဒယ်ဒီဒယ်ဒီခဏခဏပြောပြနေရမယိုးသေးဘူးလားသမီးရေမယိုးပါဘူးချစ်ချင်းကလေမာမီချစ်ချင်းကိုဘလို့ချစ်တယ်ဆိုတဲ့အကြောင်းနားထောင်ရတာကိုအကြိုက်ဆုံးပဲအိမ်ပြန်ရောက်ရင်ချစ်ချင်းကလေ treasure box ထဲကမာမီထိုးပြီးတဲ့ချီလေးကိုပြန်ကြည့်အောင်ပါ
ခုချိန်ထိလေအိုးသာရှိနေရင်သူတို့မိသားစုလေးကဘလောက်ပြောဖို့ကောင်းနိုင်မလဲတာဖာနေအောင်အိမ်ပြန်နေချိန်မှာတစ်ဖက်ဆေးရုံမှာဂရင်ပေါ်မှာအိုးရဲ့လက်ချောင်းလေးတွေလောက်ခတ်သွားတာကိုတော့ဘယ်သူမှသတိမထားမိလဲကြပါဘူးဒယ်ဒီရေပြီးသေးဘူးလားလို့ပြီးပါပြီသမီးရေဒယ်ဒီကြင်သီးလေးတော့တက်ပြရစီဟုတ်ဒယ်ဒီကအရန်ကြတာပဲချစ်ချင်းကိုလေလီလီကမျောနေတော့မှဒီနေ့ကမိုးသားတို့ဘေးချမ်းမှာချစ်ချင်းလေးရဲ့မူကြွားတငယ်ချင်းလီလီရဲ့မောင်လေးတနေ့ပြည့်မွေးနေမို့လေမနေ့စောစောတွေကမွေးနေ့လက်ဆောင်လေးပိုက်ပြီးချစ်ချင်းဝလာလေးကအရန်ကိုတက်ကြွနေရပေါ့ကဲပြီးပါပြီခင်ဗျာသွားကြမယ်မိုးသားကသမီးကိုပွေ့ချလိုက်တော့သမီးကလည်းလေသူ့ဘာကိုရှုပ်ခနဲ့နမ်းလိုက်တာပေါ့ယေ let's go တာဖာနေအောင်တစ်ဖက်ခြံကိုရောက်တော့လေခြံရှိကိုကြည့်လိုက်တော့လေခြံထဲမှာကလေးတွေနဲ့စီကားနေရပေါ့အဲ့ဒီချိန်အိမ်ထဲမှာလေခေါင်းဝင်ဖြူရောင်ကကလေးဝစ်ထားတဲ့လီလီလေးကပြေးလာပြီးတော့သူတို့သားဖာကိုလာကြည့်တယ်ချစ်ချင်းရောက်လာပြီဖေဖေရင်ဖေဖေဒီမှာချစ်ချင်းတို့ရောက်လာပြီဦးဦးမိုးသားလေးပါတယ်သမီးဖြစ်သူလီလီလေးရဲ့အတန်ဆဆာကြောင့်အိမ်ထဲမှာနေရဆက်သားလေးကိုပွေ့ချပြီးတော့ထွက်လာတာပေါ့ဟာမိုးသားတို့ရောက်လာကြပြီလာလေကွာအိမ်ထဲဝင်ကြဂုခုံးလေးရင်မမချစ်ချင်းကဂုခုံးလေးအတွက်အယုတ်ကြီးဝင်လာတယ်တဲ့မမကိုအဝါပေးလိုက်လေတားရင်နေရဆက်လက်ပေါ်မှာတားကလည်းချစ်ချင်းယူလာတဲ့အယုတ်လေးကိုသဘောကျမယ်ထင်တာကြောင့်ရီပြီးအယုတ်လေးကိုလှမ်းယူလိုက်တယ်ပြီးတော့ချစ်ချင်းရဲ့လေပေါပေါမောင်လေးနှစ်ဖက်ကိုအဝါပေးတာပေါ့အခုမှတနစ်အရွယ်ကလေးလေးဆိုပေမဲ့သမီးဖြစ်သူရဲ့ပါကိုလေနမ်းနေအောင်မိုးသားမျက်နှာလေးလေခက်တီတီကိုဖြစ်သွားတယ်နေရဆက်ဆိုတာလေတခြားသူမဟုတ်ဘူးငငယ်လေးရဲ့ကမိုးသားတို့နဲ့ချင်ချင်းကဲ့ရဲ့နေကြပြီးတော့ရင်းနှီးလာခဲ့တဲ့သူပေါ့မိုးသားတက်6နှစ်လောက်တော့ကြီးတဲ့အင်ဂျင်နီယာရင်းနဲ့ပတ်သက်ပြီးတော့ UK မှာပွဲရပြီးအခုဒီမှာမြို့ရိုးပိုင် construction လုပ်ငန်းကိုဦးစီးနေရလေဖြစ်တာပေါ့ရုပ်ရည်အလောက်ကိုင်းရုပ်ရည်အလောက်ကိုင်းပညာရေးချင်းလေးဘာမှပြောစရာမလိုပေမဲ့လူတိုင်းမှာအားနည်းချက်စွာရှိသမျှမို့ချစ်စရာသမီးလေးနဲ့သားလေးမွေးပြီးတဲ့အထိကိုအိမ်တော်ကြီးကတော့လေမตายရခဲ့ပါဘူးအေးစိတ်ထိုင်တော့မို့သားဒီမှာတော့မင်းမြင်တဲ့အတိုင်းပဲလူကြီးဆိုလို့မင်းရင်ငါရီပဲရှိတယ်တခြားလုံးမှာတော့ကလေးတွေကြီးပဲမမေတို့ကတော့လေမျက်စိရှုပ်လို့ဆိုပြီးတော့အခန်းထဲဝင်သွားကြတယ်လေကွာအန်ကယ်နဲ့အန်နီတို့ရောနေကောင်းကြတယ်မလားကိုဆက်ကောင်းပါတယ်ကွာဖေဖေကတော့လေတလုံးကစီးကြိုတွေပြန်တက်လာသေးတယ်ငါလည်းအိုးအိုးစီတရင်လာမေးမယ်ဆိုပြီးတော့ကြားတယ်အလုပ်တွေနဲ့လေကလေးနှစ်ယောက်နဲ့ကွာဘလို့မှအချိန်တွေမပြေဘူးဖြစ်နေတာရပါတယ်ကိုဆက်ရအိုးအချိန်တွေကဒီတိုင်းပုံမှန်ပါပဲအိုးမကြခင်လေတတိရလာပါစေလို့ဆုတောင်းပေးပါလေကွာကျေးဇူးပါကိုဆက်ရဒါနဲ့လေမပုံရိပ်ကဂုံးလေးမွေးနေပြန်မလာဘူးလားကိုဆက်အဲ့မိမလာပြန်လာမှာကွာသူကသားကိုမွေးပေးပြီးခဲ့ရလေသူ့တော်ဝင်ကြေးပြီးဆိုပြီးတော့ထွက်သွားခဲ့တဲ့ဟာပဲကိုညကသမီးဖုံးဆက်တော်တော့မှအလိုမအားဆိုပြီးတော့ချသွားတယ်လေကိုဆက်ဘက်ကတစ်ထစ်လောက်လေးရှော့လိုက်ပါလားဗျာခရီးတွေမျက်နှာလည်းရှိနေသေးရအောင်ငါဘက်ကလေတစ်ထစ်လျှော့လေသူကလက်ခံမလေးကွာအဲ့မိမကငါစီယာကောင်းချင်းဆိုချင်းဘာမှကိုလိုချင်တာမဟုတ်ဘူးကိုဆက်နဲ့သူနဲ့စကားလက်ဆောင်ကြနေတော့သူ့လက်ထဲမှာဖုံးလေးမြည်လာတာပေါ့ကြည့်လိုက်တော့လေမမီစီမလေးကိုဆက်ခဏနော်မမီစီယာဖုံးလာလို့ကိုဆက်ကရတယ်ဆိုတဲ့သဘောနဲ့ခေါင်းညိတ်ပြတယ်ဟယ်လိုမမီဘာဖြစ်လို့လဲဗျာတကယ်ပြောရလားတကယ်ပြောနေရလားမမီဟုတ်တယ်သားရဲ့အခုချက်ချင်းလေးသမီးလေးကိုခေါ်ပြီးလာခဲ့နော်ဟုတ်မမီဘာဖြစ်လို့လဲမိုးသားအိုးသတိပြန်ရလာပြီးတဲ့ကိုဆက်အဲ့ဒါလေကျွန်တော်သမီးလေးကိုခေါ်ပြီးတော့အခုချက်ချင်းသွားမှရမယ်အေးဝမ်းသာလိုက်တာကွာမင်းလေကောင်းမောင်လို့ဖြစ်ရလားငါမောင်စိုးကိုလိုက်ပို့ခိုင်းမယ်လေကွာရတယ်ကိုဆက်ကျွန်တော်တို့ဘာသာပဲသွားလိုက်မယ်သူ့မိသတိရလာပြီဆိုတာသိရင်လေသမီးလေးအရန်ပြော့သွားမှာကျွန်တော်သွားပြီနော်ကိုဆက်အေးကားကိုဂယူးဆိုင်မောင်းတော့အေးကားကိုလည်းဂယူးဆိုင်မောင်းသွားအောင်ကလေးတွေကြားကစားနေတဲ့ချစ်ချင်းလေးကိုပွေ့ချရင်ပြေးထွက်သွားတယ်မိုးသားကြောပြေကိုကြည့်ပြီးတော့နေရဆက်ကလေးပြုံးလိုက်တာပေါ့ဖေဦးမိုးသားကလေချစ်ချင်းလေးကိုဘာလို့ခေါ်သွားရလဲလီလီကအခုမှစော့လို့ကောင်းနေတာ哦ချစ်ချင်းလေးရဲ့မမေကလေပြန်ပြီးတော့တတိယလာပြီတဲ့သမီးရဲ့အဲ့ဒါကြောင့်ဆေးရင်ကိုသွားဖို့ဦးမိုးသားကချစ်ချင်းလေးကိုခေါ်သွားရတာဒါဆိုချစ်ချင်းလေးမမေပြန်ပြီးတော့တတိယလာပြီဆိုတော့ချစ်ချင်းလေးရဲ့ဆူတောင်းကပြည့်သွားပြီပေါ့နော်လီလီရဲ့ဆူတောင်းကရောဘယ်တော့ပြည့်မှာလဲသမီးကဘာဆူတောင်းလို့လဲဖေဖေကိုပြောပြလီလီလီတို့စီကိုလည်းလေမမေပြန်လာဖို့ပေါ့သမီးလေးရဲ့စကားကြောင့်နေရဲ့ဆက်ကဘာမှမပြောနိုင်ပဲဖြစ်သွားရတာပေါ့
မြင်းပြိုင်နဲ့ကြောင့်ဆုံစီဖို့ဆိုတာဘယ်တော့မှမဖြစ်နိုင်သလိုမျိုးလေသူနဲ့ထင်ကားလဲမျက်နှာချင်းဆိုင်စုံမှုတော်မှမဖြစ်နိုင်တော့တဲ့အခြေအနေမျိုးဆိုတာသမီးလေးကသိသွားရင်ဒယ်ဒီမောင်မီးကနိုးလာတာဆိုတော့လေချစ်ချင်းလေးကိုတွေ့ရင်အရန်အံ့ဩသွားမှာလားယင်အံ့ဩသွားမှာပေါ့သမီးလေးရဲ့ဟီးချစ်ချင်းလေးလေမောင်မီးကိုအရန်တွေ့ချင်နေပြီဒယ်ဒီရဲ့ကောင်းကိုမြန်လေးမောင်းမေးပါတော့နော်ပါလီနှစ်ဖက်ကိုလက်လေးနဲ့အုပ်ပြီးသမီးကအငြိမ်မနေလေးလှုပ်ရနေရမို့မိုးသားကလည်းကောင်းမောင်းရင်သမီးကိုလှမ်းထည့်ရသေးတာပေါ့သမီးရဲ့ဒယ်ဒီလည်းမောင်းမနေရပဲမိပွိုင်းမိနေရတော့မတက်နိုင်ဘူးလေအဲ့မိပွိုင်းနေရလဲရှုပ်လိုက်တာချစ်ချင်းလေးကမမီနဲ့မြန်တွေ့ချင်နေပြီ哦ဒယ်ဒီချစ်ချင်းလေးကလေမမီစီကိုရောက်ရင်မမီကိုအရင်ဖတ်မှာနော်ဒယ်ဒီအရင်ဖတ်လို့မရအောင်မမီကိုချစ်ချင်းလေးပဲလေအရင်ဆုံး kiss ပေးမှာနော်ချစ်ချင်းလေးပြီးတော့မှဒယ်ဒီက kiss ရမှာနော်စကားတက်လို့နဲ့သမီးလေးစီမှာမိုးသားကလည်းလက်မြောက်အရှုံးပေးရတယ်သမီးလေးလိုပဲသူဟာလည်းအိုးနဲ့တွေ့ရဖို့ကိုမဆောင်နိုင်တော့ဘူးအခုမှလေသူ့ဖြစ်ကသမီးလေးနှစ်ပြည့်သွားပြီးတော့မှပထမဦးဆုံးအကျင့်ချစ်သူနဲ့တောင်းတွေ့ရမယ်လူပြိုလေးလိုရင်းနေတက်လက်ခုန်နေရတာပေါ့ဆေးရုံရောက်တာနဲ့ကားပါကင်ချက်ချင်းထိုးပြီးအိုးရှိရာစီကိုအမြဲဆုံးပြေးသွားကြတယ်ဆေးရုံအခန်းတကားရှိရောက်တော့တားဖားနေအောင်လုံးလေးတုတ်ကနေရက်သွားကြပြီသူကသမီးလေးကိုလှမ်းကြည့်တာပေါ့သမီးလေးကလည်းသူ့ကိုမော့ကြည့်နေရမို့စိတ်ပိုင်းဖြတ်ပြီးတကားလက်ကန်ကိုလေကန်ပြီးတော့ဆွဲဖွင့်လိုက်တော့တာပေါ့ခရင်ကိုထောက်ပြီးတော့မမီနဲ့စကားပြောနေတယ်လေအိုးမျက်နှာလေးဖြူဖြော့နေပေမဲ့ဦးရဲ့အပြုံးလေးတွေကချုံမြင်လက်ဆက်နေလို့နေလေဟောတားနေမီလေးတော့ရောက်လာပြီချစ်ချင်းလေးဒီမှာမမီသတိရလာပြီလေအိုးနဲ့တွေ့ရဖို့တလန်းလုံးကိုလေတက်ကြွလာတဲ့သမီးလေးကအိုးကိုမြင်တော့လေမင်းသေးသေးလေးရက်ကြည့်နေတာပေါ့အိုးကလည်းသူတို့သားဖားနှစ်ယောက်ကိုတေချာစွာစိုက်ကြည့်နေတာပြီးတော့မှသမီးလေးမမီစီကိုလာပါဦးအိုးမသမီးလေးကိုလက်လေးကန်လိုက်မှသမီးကလည်းမမီလို့အောင်ငိုပြီးအိုးစီကိုပြေးသွားတာပေါ့သမီးမမီသမီးလေးမမီဖက်ပြီးငိုနေတဲ့သားမီးနှစ်ယောက်ကိုအုပ်မိုးပြီးမိုးသားကလည်းပွေ့ဖက်လိုက်တာပေါ့နောက်ဆုံးတော့သူတို့မိသားစုလေးကိုကန်ချမာကမျက်နှာသားပြီးခဲ့ပါပြီမမီကတိတ်လာတာပဲအိတ်နေတော့ကထက်လေအများကြီးပိုလာနေတိလားအိုးတယောက်ရင်ခွင်ထဲမှာစကားလေးတွေလေတီတီတတာပြောနေတဲ့သမီးလေးကိုချစ်မွားနိုင်ဖြစ်နေရတာပေါ့တယောက်နဲ့တယောက်လေးလေလွမ်းချင်ကြီးနေကြတဲ့သားမီးနှစ်ယောက်ကြားမိုးသားကအပေခံကိုဖြစ်နေရတယ်တားရင်သမီးလေးအတွက်လေလူဝဲတဲ့ကိစ္စတွေစိတ်အုပ်ကြီးနဲ့ပြောင်းမမီနဲ့လိုက်ခဲ့အောင်လေမမီပြောတော့မှသားမီးနှစ်ယောက်ရဲ့အာယုံကသူ့စီကိုရောက်လာတာပေါ့အိုးငါခဏလေးမမီနဲ့လိုက်သွားအောင်မယ်နော်အိုးကလည်းသူ့ကိုပြုံးပြီးတော့ကောင်းကြီးပြတယ်။အိုးရင်ဝင်ထဲမှာသမီးလေးကတော့ချစ်ချင်းလေးရလေမမီကိုချစ်လို့မဝသေးလို့ဒယ်ဒီကတော့ချစ်ချင်းလေးချစ်လို့ဝမှမမီကိုချစ်တော်နော်။ကြည်စမ်းဘလောက်တောင်မိုးရကျိုးနေတဲ့သမီးအလိမ္မာလေးလဲလို့ဆေးရုံအုပ်ကြီးကလည်းအိုးအချင်းတွေကလေလုံးဝစိတ်ချရသွားပြီမို့အိမ်ကိုပြန်ခေါ်သွားခြင်းခေါ်သွားလို့ရပြီဖြစ်ကြောင်းပြောတော့မှမမီရောသူရောဟင်းကနေဆိုပြီးတော့တပြင်းချရတာပေါ့။ဒါပေမဲ့လူနာနဲ့ချီပြီးတော့အိပ်ရတယ်လဲခဲ့ရတာဆိုတော့သူ့ရဲ့ခန္ဓာကိုကောင်းကောင်းပြန်ပြီးတော့လေအလုပ်လုပ်နိုင်ဖို့အချိန်တော့ပေးရမယ်နော်ပြီးတော့လေ့ကျင့်ခန်းလည်းမှန်မှန်လုပ်ပေးမှရမယ်ဟုတ်ကဲ့ပါဆရာသမီးလေးကိုလေကျမကိုယ်တိုင်အနိကပြုစုဆောက်ရှောက်ပါမယ်ဒီတော့တွင်လေသမီးလေးကိုအစွမ်းကုန်ကုသဆောက်ရှောက်ပေးခဲ့ကြတဲ့ဆရာတို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်မဟုတ်တာဗျာဒါကျွန်တော်တို့ရဲ့တောင်းရင်ပဲကိုလူနာဒီလောက်နဲ့ပြန်တတိယလာတာကိုပဲကျွန်တော်တို့ကဝမ်းသာနေရပါဗျာကျေးဇူးအများကြီးတင်ပါတယ်ဆရာရဲ့ဒါဆိုကျမတို့သားမီးကိုခွင့်ပြုပါအောင်နော်ကောင်းပါပြီဗျာမမီချစ်ချင်းလေးကိုချစ်လာရင်ချစ်တာပေါ့ချစ်ချင်းလေးရဲ့မမီရလေဘိုက်ထဲမှာတွေကသမီးလေးကိုအရန်ကိုမြင်ကျင်ခဲ့ရတာအခုမှပဲမမီအလှလေးကိုအပြေဝချစ်ခွင့်ရတော့တယ်ချစ်ချင်းလေးရလေလေမမီကိုအရန်ချစ်တာပဲဒီဘိုက်ထဲမှာလိပ်ပြလေးတွေပြန်နေသလိုမျိုးလေမမီကိုချစ်တယ်မမီထပ်ပြီးတော့လေအခုလိုအကြာကြီးမအိတ်သွားရတော့ဘူးနော်ချစ်ချင်းလေးတို့အတူတူကစားကြမယ်ဘူကျွားအင်စာတွေလည်းအတူတူလုပ်ကြမယ်နော်ချစ်စရာသမီးလေးပြောသမျှကိုလေအိုးကရီပြုံးပြုံးလေးနဲ့ခေါင်းလေးပဲညှိပြနေမိတာပေါ့မမီရောက်လာမှချစ်ချင်းလေးကအဆင်ပြေမှသိလားဒယ်ရီကလေချစ်ချင်းနဲ့အတူဘာပင်ရုပ်လေးတွေနဲ့မစော့ပြီးချင်ဘူးလေချစ်ချင်းမစော့တတ်တယ်လေအတုံးလေးတွေနဲ့ရေးတိုက်တွေကိုပဲဆက်နေတာချစ်ချင်းကစိတ်တူပြီးတော့လေဒယ်ရီစောက်ထားတယ်ရေးတိုက်ကိုဖြိုးလိုက်တော့ဒယ်ရီကလေတော်တော်ဆိုးနေပါလားဆိုပြီးတော့လေပြောတယ်ချစ်ချင်းကဆိုးလို့လားမမီမဆိုးပါဘူးသမီးလေးရဲ့မမီသမီးလေးကလိမ္မာပြီးသားဒယ်ရီကသာဆိုးတာနော်
ဟုတ်တယ်မမီပြီးတော့လေဒယ်ဒီကအယောင်ချဲတော့လေစနိုးဝိုင်လေးရဲ့သပင်ကိုလေအစိမ်းရောင်တွေချဲပြစ်တယ်မမီရဲ့ဟဲအဲ့ဒယ်ဒီတော်တော်ဆိုးတာပဲဟုတ်တယ်မမီအဲ့ဒါကြောင့်လေဒယ်ဒီကိုမဖတ်နဲ့နော်ချစ်ချင်းလေးကိုပဲဖတ်ထားဒယ်ဒီကမမီကိုဖတ်ချင်နေတာချစ်ချင်းလေးကမမီကိုချစ်လို့မဝသေးဘူးမမီကလေချစ်ချင်းလေးကိုချစ်လို့မဝသေးပါဘူးနော်ဒယ်ဒီကိုမဖတ်ဘူးနော်ချစ်ချင်းလေးကိုပဲဒီလိုဖတ်ထားမှာတနေ့လုံးသူမကိုမမောနိုင်မပန်းနိုင်စကားတွေပြောပြီးညနေဆောင်ရောက်တော့မှထမင်းလေးကျွေးပြီးတော့တိတ်လိုက်ရတာပေါ့။အိုးကဆေးရုံမှာမအိတ်စေခြင်းပေမဲ့သမီးလေးကလေအိုးအနာမကိုမခွာတာကြောင့်သမီးလေးတသက်တာဖြစ်စေဖို့အတွက်အိတ်ထရာဘက်လေးနောက်ထပ်တစ်လုံးကိုထပ်ထည့်ပေးဖို့ဆေးရုံကိုအာနာနာနဲ့တောင်းဆိုရတယ်။သမီးလေးအိပ်ပျော်သွားတာသိကြပြီးဆိုမှစောင့်လေးလုံအောင်ခြုံမေးလိုက်ပြီးမိုးသားအိုးစီကိုရှောက်လာတာပေါ့။အိုးရဲ့ခရင်ပေါ်ဘေးတစောင်းလေးလေးဝင်ထိုင်လိုက်ပြီးအိုးမျက်နှာပေါ်မှာစပင်လေးတွေကိုဖဲ့ပေးလိုက်တာကလေတရုတ်တရနဲ့ပေါ့မိုးသားအိုးရဲ့ရင်ခွင်ထဲကိုလေအတင်းတိုးဝင်လာတဲ့အိုးကိုမိုးသားကအလိုက်တင်လေးပွေ့ဖက်လိုက်တာပေါ့လူဆိုးမှလေအိတ်သွားတဲ့ခါမှလေသူတို့လင်မယားနှစ်ယောက်မှလွယ်လက်အလွမ်းသိမ်လို့ရတာပေါ့သမီးလေးကိုလေနေတယောက်တည်းပြုစုဆောက်ရှောက်ခဲ့ရတာဘယ်လောက်ထိပင်ပန်းမလဲအိုးလေအိုးတောင်းပန်ပါလေနော်နည်းနည်းလေးတော့မပင်ပန်းခဲ့ပါဘူးအိုးရဲ့နေမရှိတဲ့အချိန်လေးသမီးလေးငါ့နာမှာရှိနေပြီးခဲ့တာငါအတွက်အေးအားတရက်ကိုဖြစ်ခဲ့တာပါနေအခုလိုလေငါစီပြန်လာတာကိုပဲငါအယံဝမ်းသာနေပါပြီမိမရဲ့မိမဟုတ်တယ်လေမိမမို့မိမလို့ခေါ်တာမကျင်နဲ့ရင်ယောက်ျားလို့ပြန်ခေါ်ကွာမိုးသားကလေရှက်စရာကြီးမခေါ်ချင်ပါဘူးမခေါ်လို့မရဘူးလေသမီးလေးရှိမှငါရီနေနဲ့ပြောလို့မဖြစ်တော့ဘူးဟာအခုတည်းကလေအခေါ်ပေါ်ပြောင်းမှဖြစ်မှာယောက်ျားလို့မခေါ်ချင်မောင်လို့ရောချစ်သူဘွားတော့ကအိုးဟာတိတ်တခိုးခေါ်ခဲ့တဲ့နတ်စားလေးကိုမိုးသားပြောလိုက်တာကြောင့်အိုးကိုလေခဏငြိမ်သက်သွားတယ်မောင်လို့ခေါ်မယ်မလားခေါ်ပါအိုးရဲ့နော်ခေါ်ကြည့်မောင်လို့ကွာအခုမဟုတ်သေးပဲလေမနှက်ဖြစ်ဖြစ်အခုဖြစ်အတူတူပါပဲအိုးရာခေါ်ကြည့်ပါအိုးကိုလေမျောလင်းတကြီးကြည့်နေတဲ့မိုးသားကြောင့်အိုးကလည်းဟင်းကနေတပြင်းချလိုက်ပြီးတော့မမွေ့မရဲလေးနဲ့မောင်ချစ်လိုက်တာအိုးရဲ့မိုးသားလေးအလွမ်းပြေအိုးကိုနှကန်းလေးကိုဖွားဖွားလေးနမ်းလိုက်တာပေါ့တကယ်ကိုလေထီအောင်ဖွားဖွားလေးပါနမ်းပြီးချင်းပြန်ခွာလိုက်ပေမဲ့အိုးကသူ့ရဲ့လေပင်ကိုပြန်ဖတ်ပြီးတော့သူ့ရဲ့နှကန်းတွေကိုစွတ်စွတ်နဲ့နမ်းရှက်လိုက်တာပေါ့ဒါဟာသူတို့နှစ်ယောက်ကြားမှာအိုးဘက်မှာအရင်စတင်ခဲ့တဲ့အနမ်းလေးတစ်ပွင့်ပေါ့ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တာကတော့ညီမလေးမမိုရေးသားခဲ့တဲ့ချစ်ချင်းတို့ရဲ့မိုးကောင်းကင်ဆိုတဲ့အချစ်ဇာတ်လမ်းအပိုင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇာတ်လမ်းတွေကိုတင်ဆက်ပေးသုံးပါမို့လို့စောင့်မျှော်နာဆင်အားပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။